ကျေးဇူးတော်ရှင်ဧကမဟာပဏိတမိုးကုတ်ဆရာတော်ဘုရားကြီးအမရပူရာမြို့မင်္ဂလာကျောင်းတိုက်ဓမ္မယုံကြီးပေါ်တွင်17ရက်10လ56ခုနှစ်၌ဟောကြားဆုံးမတော်မူသောဇောတိကဥပမာဗျတရားတော်အားရှိရချက်တွေပြောပြပါမယ်။ဘာဘုန်းကြီးများနဲ့တွေ့တယ်ဆိုလို့ရှိရင်ဖြင့်ကလျာဏမိတ်တာသူတော်ကောင်းနဲ့တွေ့လို့တို့ဒီကားလို့ဆိုလို့ရှိရင်ဖြင့်အာယုန်တက်ပြီဆိုတာမှတ်ထားကြပါအာယုန်တက်တယ်ဆိုတာဒကာဓမ္မတွေမနဲ့ထားကြည့်ရင်သိပါတယ်။ဟောနီးလာပြီအာယုန်နဲ့တက်လာတယ်နေတာပါတော့လို့မေးလိုက်ရင်နေဤအရောက်နေချားတယ်။ဩနေထွက်မလို့ပဲဆိုတော့ညှင်းဖို့လိုသေးတယ်။ဒီမှာလည်းဆရာဝန်သမားကောင်းနဲ့ဒီကောင်းနိနာပေးတဲ့ဆရာနဲ့တွေ့လို့ရှိရင်အာယုန်တက်ပြီ။ကိုယ့်အကိုယ်တရားဓမ္မတွေကဘုန်းကြီးမရှိများဆိုတော့ပွားများကြမယ်ဆိုရင်မက်တိဟုဆိုနေထွက်မယ်လို့သုံးဖြတ်ပြီးချကြပါမတ္တိဟုသောနေထွက်မယ်ဆိုတာကရှင်ဘာမှအာမလျှော့ကြမလို့ဘာဖြစ်လို့လဲဆိုတော့အာယုန်တက်ပြီးတဲ့ပုဂ္ဂိုလ်ဆိုတော့နေထွက်ဖို့ရဆူတောင်းရတယ်။အာယုန်တက်တယ်ဆိုနေကြီးကနောက်ကလိုက်လာတာဒီမှာလည်းဘုန်းကြီးကရှိကနေပြီးဥပဒနာဉာဏ်တွေပေးဝေဒနာတွေရှိကြပါလို့မျိုးမျိုးဘုံဘုံသောတရားတွေဟောပြီးဒီဃာရမတွေပေးတော်တဲ့တွေ့ညာရတနာကိလေသာမောင်တတ်တွေငြိမ့်ပြီးဒီကလာနေရဟုသောမက်နေရဟုသောအယောင်တတ်တွေကရှက်သန်းပြီးလာပါလိမ့်တို့ကတော့လာခဲ့တယ်ရှိတော့တို့ဒီမောင်သောမဲသောပဲလေးပါဒုက္ခမျိုးစုံနေရတဲ့လူပြည့်နတ်ပြည့်ဗမပြည့်ဒီဟုသောဒုက္ခမျိုးစုံတွေမှာမောင်တတ်တွေထဲမှာတို့ဒီအလင်းလေးဟုသောនិရောဓသစ္စာကိုသေးသေးချာချာကိုယ်ပိုင်ကိုယ်ဆိုင်ဖြင့်တို့ရတော့မှာပဲဆိုတာအာထုမှုတာမလျှော့နဲ့သေချာရမယ်အဲ့ဒါဘယ်နဲ့ဟောလိုက်ပါတော့လို့မေးတဲ့အခါကျတော့ညောဤသောရှိဘက်ကိုသတ္တရောတိဋ္ဌာနေဧဝံဘာဝေယသတ္တဝိနံဖလာနံအညတ္တရံဖလံပါရိခင်ကိတ္တဒိဋ္ဌိဝရမေအနာဂမိတာအဲ့တော့ဘိုးတဲ့ဒကာဓမ္မတွေတိဋ္ဌာန်လို့ကိုဆွေးဆွေးမြဲမြဲနဲ့သွားရင်လာရင်နေရင်ထိုင်ရင်ဒီလိုနဲ့တရားဓမ္မတွေကဝေဒနာတွေပေါ်တိုင်းသာပွားပြီးဒီကလာအဖြစ်ပြက်ကလေးတွေတွေ့နေပြီဆိုမှဖြင့်ဖြစ်ပြဒုက္ခသစ္စာကြီးကခန္ဓာကိုယ်ထဲမှာရှိသောကြောင့်တခြားလည်းလှမ်းမကြည့်ရသောကြောင့်တရားစိတ်ခန္ဓာကိုယ်ထဲမှာပဲသူကျုပ်ကဒုက္ခသစ္စာပါပဲလို့ပြောပါလိမ့်မယ်။ပြေကောင်လို့တစ်ခုပြေကောင်ကိုပြစ်ထားလိုက်ဒကာဓမ္မတွေကနေတိုင်း၌ကြည့်နေလို့ရှိရင်ဒီခွေးကပုတ်တာပဲတော့ကြအရေးဖြစ်တာပဲဘလဘွားကျဲသွားတာပဲဆိုကြည့်ပါများတဲ့အခါကျတော့သူ့သဘောအကုန်မပေါ်လာဘူးဒီမှာလည်းဒကာဓမ္မတို့ဝေဒနာကိုရှုလိုက်ပြီဆိုမှပြန်ဝေဒနာဒီကားလို့ဆိုရင်ကျုပ်ဟာအနိစ္စပါပဲကျုပ်ဟာဒုက္ခပါပဲကျုပ်ဟာအနတ္တပါပဲကျုပ်ဟာအတုပပါပဲဆိုတာသူကပဲပြောပါလိမ့်မယ်ဘုန်းကြီးကအကူကြီးတာမှတ်ပါဘုန်းကြီးကအကူကြီးပါတရားဓမ္မတွေကသေသေးချာချာမြင်ကြပါလိမ့်မယ်သေချာမြင်တော့ဘုန်းကြီးတရားဓမ္မတွေသူကဒုက္ခသစ္စာရှိတရားဓမ္မတွေညာကမဲ့ကသစ္စာဆိုတဲ့သောတပတိမဲ့သဂရဂာမိမဲ့အနာဂာမိမဲ့ရတ္တမဲ့ဆိုတဲ့မလေးခုကိုတရားဓမ္မတွေပါရမီလိုက်တခါရတန်းပြီးဒီကလာရသွားလို့ရှိရင်ဖြင့်အိုပွဲတွေရောငိုပွဲတွေရောမွဲပွဲတွေရောပွဲပွဲတွေရောဆိုတာတွေအကုန်သတ်သိမ်းပါလိမ့်မယ်အဲ့တော့သံဃာဘုရားအစစ်တာဧကံရမယ်လို့ဆုံးဖြတ်ချက်ချကြပါအဲ့တော့ရဟကံကိုရမေကြီးကတော့သူတာဝန်ခန္ဓာကမင်းတို့ကွာတဲ့ဒီဝေဒနာနုပဒနာလုပ်တဲ့ဓမ္မတွေဆိုရင်သောကဆိုတဲ့သွေးမှုတွေအကုန်ချုပ်ငိမ့်ပါလိမ့်မယ်ဘုရားသာဝတ္တမျိုးဆိုမျိုးခေမုန်းမှုဆိုတာကရှိကြသေးတယ်ပေါ့ရှိပါဘူးအဲ့ဒါဂရိဒံခီးမရောက်သေးလို့ဗါရရောက်တဲ့အခါကျတော့အဲ့ဒီသောကလည်းပျောက်ပါလိမ့်မယ်တဲ့ပရိဒေဝလည်းပရိဒေဝဆိုတဲ့ငိုကြွမှုတို့ကိုလည်းလွန်မြောက်ပါလိမ့်မယ်သောကပရိဒေဝနာသမတိဒုက္ခတွေကိုဖျားတယ်အိုရဒုက္ခနာရဒုက္ခသေရဒုက္ခတွေရောဒေါမနတာတွေရောအထင်မှားရအကုန်ချုပ်သွားလိမ့်မယ်ကွာတခါကြီးလေ
ညာယကအဓိကမာတဲ့ညာယကနိဗ္ဗာန်ကိုအဓိကမာရရာချင်းကျုံးခါတဲ့ဟောတိမုတ်ချဖြစ်ပါလိမ့်မယ်ကွာဒါကြောင့်ဓမ္မတွေဓမ္မသာလည်းအားငယ်ကြဆိုတာအချက်လက်အကွက်တစ်ခုမှမပါဘူးအဲ့ဒါဒီဓမ္မတွေကံကောင်းလိုက်တာဆိုတာတော့ဘုန်းကြီးတို့ပြောချင်ပါတယ်တဲ့ဘယ်လောက်ဖြစ်အောင်ကံကောင်းလို့ဆိုတော့ခင်ဗျားတို့ဘိုးတွေဘွားတွေသေးသေးပြည့်စည်ကုန်ကြညာတော့လေဒီလိုလက်တွေ့တရားရမသွားရှာကြဘူးတရားသင်ရလက်တွေ့တခါတည်းခန္ဓာကိုယ်ရဲ့ဉာဏ်ရောက်ပြီးကြလားအခုပဲဘောနဲ့မှာတခါတည်းငြိမ်းအေးပြီးကြလားနိရောဓမျက်မှောက်ပြုတာတွေဆိုတာဟောလည်းမဟောကြတော့အားလည်းမထုတ်ကြတော့ခံရကျုံသွားရသုံးသွားကြရအဲ့ဒါဒီဓမ္မတွေမှာတော့ပြန်ကံတုညာတုဘုံတုတဘာဓုတွေကံတုညာတုဘုံတုတဘာဓုတွေဘုန်းကြီးကဒီဓမ္မတွေဘာဖြစ်လို့ပြောရလဲဟိုစစ်ဘေးကြီးကြော်လာတာကြီးဘုံမျိုးမျိုးချတဲ့ခင်ဗျားတို့လွတ်လာခဲ့ဟုတ်ကလားသတ္တနာဆိုတာဒီသတ္တနာဆိုတာများဓမ္မတွေသူတို့ပြလိုက်တဲ့သတ္တနာဆိုတာများကြီးတခုရန်တော့တခုရန်တော့တခုနဲ့ကြားမှာလက်ငန်းတော့ပါကွာတခါအကုန်ပြစ်အဲ့ဒီတည်းကလည်းကတ်ကြီးတွေကြောလာတာဩဒီလိုတရားသူဒီလိုဆရာသူနဲ့တွေ့ဖို့ကြုံဖို့ကြံရတာပဲဆိုတာဘုန်းကြီးပြောတာကနည်းပါသေးတယ်ခင်ဗျားရဲ့ကြံရတာကဒီတဲ့ဖုတ္တန်နေပါတယ်အဲကြောင့်အမှန်တန်ဘုံကံရှိတဲ့ဓမ္မတွေခါကောင်းခွင်ကောင်းကျုံရတခါဒီဓမ္မတွေဒီဟူတော်တွေပါတွေတခါလဲမြို့နဲ့ဝေးပြီးတခါလဲနေတဲ့နေရာတွေမှာအခုခါသာနေကြမယ်ဆိုလို့ရှိရင်တော်ဆိုရကတစ်မျိုးမျိုးဆိုရကသွားလိုက်တဲ့ကတစ်မျိုးနဲ့ညတနေရာအဲ့လိုတနေရာရွှေ့လို့ဒီဟာတွေနဲ့အချိန်ကုန်အဲ့ဒါတွေလည်းအခုအကုန်လွတ်ကျွတ်ပြီးကြလားဩတို့အေးဆူဆူနဲ့တော်ကောင်းတရားကြီးတာနဲ့ကိုးစားရအားထားရအလုပ်လုပ်ပြီးကြလားဆရာကောင်းနဲ့လည်းတွေ့ညာဆိုတာလေဆရာသမားပြောလိုက်တယ်ဆိုတရားဓမ္မတွေသင်စရာမြင်စရာမရှိအောင်မပြောရဆိုတဲ့ဆရာသမားနဲ့တွေ့နေတော့ဟောတို့ဒီဘဝကျွတ်ထိုက်တယ်ဒီဘဝကျွတ်ထိုက်တယ်ဒီဆရာနဲ့ပြင်ကျွတ်ထိုက်တယ်ဆိုတဲ့ဥစ္စာလေလောကီလောကုပြီးပါလိမ့်မယ်လောကီမှာလည်းသာဘုဒ္ဓဘုနေဝထိုင်ဖို့ဆိုတာတရားကအထုပ်ပါတရားကထောင်ပေးပါလိမ့်မယ်ဘာမှအောင်ငယ်ဘာနဲ့မတူလို့ရနော်တော့ခင်ကြီးရိပ်မိဗလားအဲ့ဒါကြောင့်ဘုံကပါရမီရှိတယ်ဆိုတော့စေဘေးစစ်တိုင်းအကျော်ခန်းလာရတဲ့ကိုကသိကြသေးဘူးလားသိကြပါဘူးသိကြတဲ့ပုံမှာကံသာရှိလို့အသက်ရှင်နေတယ်တရားဓုတရားမြတ်ဆိုတော့ဘုရားပွတ်မှာပဲရတော့မှာပဲလို့ဆိုတယ်လေဘုရားကိုယ်တော်မြတ်ကြီးဟောတဲ့တရားတွေဘုန်းကြီးတို့ကတပူမရင်းဟောပြန်တော့ခင်ဗျားတို့ကံတယ်ဘုရားပွတ်အဲ့တော့ဘေးဒဏ္ဍရံခတ်တတ်တယ်လေကျော်သွားပြီလာနိုင်သေးတယ်တရားဓုတရားမြတ်ဆိုတဲ့ဘုရားတရားတော်နဲ့တွေ့ရသေးတယ်ဆိုတော့လက်မလွတ်လိုက်ကြပါနဲ့ဒါလေးလက်လွတ်လိုက်ရင်အမှန်နဲ့နာတော့မှသို့အမှန်နဲ့နာတော့မှသို့ပါလေကျိုးစားငါချုံလို့ကျိုးစားနော်မကြီးတို့ကျိုးစားချက်စမ်းပါမလျှော့နဲ့ရှင်းတင်ပါမျိုးမလုံးနဲ့ရှင်းတင်ပါရတော့ပြောလိုက်တယ်ဆိုဟုတ်ပါဖြတ်ယုံမဖြတ်အဲ့ဒီတင်ပါမျိုးမတက်ဘူးတကယ်လို့မှဘုန်းကြီးတွေကဓမ္မတွေအရင်ထားပြီးပြောနေတာအာရုံထားတာလည်းအရင်မသုံးနဲ့ဦးအရင်မသုံးနဲ့ကိုယ်တိုင်းကိုယ်တကယ်လုပ်ပြီးတကယ်ကျိုးဆက်ချက်စမ်းပါအဲ့တော့ကိုချမ်းသာကိုရှာတာများအားပြောခါးနှံ့နိုင်တယ်ရှာလို့တော့မရဘူးကိုချမ်းသာကိုရှာတာအမှန်နဲ့ရှာပလိုက်အပဲစိတ်ချရပါလားစိတ်ချရတော့ဒကာဓမ္မတွေနေခြင်းလို့နေလိုက်အခုတော့ငရဲတွေကကိုကောင်းပေါ်ကမထင်းသေးကိုဝန်းတွေကနေပြီးငရဲမျိုးစေ့တွေကမချောက်ခန်းသေးဆိုတော့ဒီမညံလေးလာမှငရဲမျိုးစေ့ဆိုတဲ့လောဘဒေါသမောဟက6ခန်းတော့အဲ့ဒီအချိန်ကျတော့ဘုန်းကြီးတို့တွေကဓမ္မနေစမ်းပါဗျာကပ်ပြောပဲဘုန်းကြီးတို့ကလည်းမတားတော့ပါဘူးအခုတော့အနာမစိတ်ချရင်ကဒကာဓမ္မတွေကပြောမမြူးမကြွမယ်ဆိုလို့ရှိရင်ဖြင့်အနာကြီးကြွတယ်ဒီနာနဲ့သူသိချင်းစိုးသိကြီးရဲ့ဆိုတော့စိုးရင်လို့အနာပြောက်မှာပဲထင်တယ်လို့နေကြပါလို့မချင်ပြောတယ်သိမကြဘူးအနာမပြောက်သေးခင်တော့ဆရာသမားကပြောတာကိုပဲနောက်ဆောင်ကြပါဦးနာပြောတော့သွားခြင်းနဲ့လမ်းပေါ်ပါသွားခြင်းနဲ့ဝိသဘာမတုကိစ္စမရှိဘူးပေါ့ဗျာမယီကိစ္စမရှိဘူးပေါ့သိမကြဘူးအဲ့ဒါနဲ့ဓမ္မတွေနာပြောက်စိတ်ကိုပဲပေးပါတော့မယ်တဲ့အဲ့ဒါနာပြောက်စိတ်ပေးပါတော့မယ်လို့ဆိုတော့ဓမ္မတွေစဉ်းစားပါတဲ့ဒီဝေဒနာမှတပါးလည်းမပြောင်းကြနဲ့။ဘာကြောင့်ဝေဒနာမှတပါးမပြောင်းလဲလို့ဆရာဘုန်းကြီးကသတိပေးရတယ်လို့မေးလို့ရှိရင်ဝေဒနာတွေတရားဓမ္မတွေအခုနေရတာလဲနေကောင်းတယ်ဆိုတာလဲဝေဒနာဒုက္ခဝေဒနာနဲ့နေရတာနေမကောင်းဘူးဆိုတော့ဘာဝေဒနာနဲ့နေဒုက္ခဝေဒနာနဲ့နေကြရဟာဒီလိုဖြင့်
အလတ်စားပါပဲဗျာကောင်းကြီးလည်းမဟုတ်ဘူးမကောင်းဘူးလည်းမဟုတ်ဘူးနေရတာပဲဗျာဆိုတော့ဘာနဲ့ဒါဖြင့်တရားဓမ္မတွေဒီ၃ချိန်မှတော့ဗျာခင်ဗျားတို့ဘယ်ချိန်များရှိသေးလဲအဲဒါကြောင့်တရားဓမ္မတွေပြောရတယ်ဝေဒနာနဲ့နေတဲ့တရားဓမ္မတွေကဝေဒနာမရှိဘူးလို့ဆိုတာဖြင့်မဖြစ်ကြပါစေနဲ့ဆိုတဲ့ဥစ္စာအထူးပဲသတိပေးပါလေအဲတော့ဘုန်းကြီးတရားဗျာအရှာခက်လိုက်တာလို့ဆိုလို့ရှိရင်ဖြင့်ခင်ဗျားတို့မှားတယ်နေကောင်းတယ်ဆိုလို့ရှိရင်ဝန်ထဲမှာရှူတဲ့စိတ်ဓာတ်လေးကဆိုနေကောင်းတဲ့အခါရှူတဲ့စိတ်ဓာတ်ကတက်တက်တာနဲ့ရှူရမချိုက်ရဘူးလားအဲ့ဒါဒုက္ခဝေဒနာလေးဖြစ်ပြီးပြက်နေတာလေးတွေသူကပြောနေအဲ့တော့ဝေဒနာကြောင်းတွေ့ဘူးလို့မကြီးပဲဆိုခြင်းသေးတယ်မခင်တော့ဆိုခြင်းသေးလားရှူကောင်းဆိုင်ကောင်းရင်ဘာဝေဒနာဟာရယဝိဘောတဲ့တဲ့ပြီးဒီကလာဒုက္ခဝေဒနာလေးရှူတာလေးရလဲဆိုင်တဲ့ရှိမလိုက်တော့ကြောင်းဒီနေရာရင်ပြက်ပြီးဒီနေရာနှိစ္စရောက်ပါလားဆိုင်တာလေးရတယ်ဒီနေရာပေါ်ပြီးဒီနေရာရင်ပြည့်စည်သွားပါလားဆိုတော့သမထမ်းထိုင်လိုက်လို့ဘာမှမတွေ့သူပြန်ကြည့်လိုက်တာသူပြန်ကြည့်လိုက်တော့ဝေဒနာတွေ့ပြီးတော့မကြဘူးအဲဒီလိုကြည့်ရင်မှတတ်နေပဲဟောပြီးပြီးထိုင်ထားရတော့အောက်ကနားတယ်ဘက်ကနားတယ်ရှင်မျက်စိကနားတယ်ခြေပြားလေးကနားတယ်ခြေမကနားတယ်ဆိုပြန်တော့ဟိုဒုက္ခဖြုတ်ခဲ့ပြီးဒီကလာဒီဘက်ကညာလှည့်ပါနေနေပါဒီဘက်ညာလှည့်ပါပါဒီဘက်ညာလှည့်ပါကဒီဘက်ကဖြစ်ဖြစ်ကလေးကချုပ်သွားတယ်လို့ဆိုပြန်တော့တယ်ရှံလေးပါမှုဖျရတယ်တော့မလျှောက်ပါနဲ့ခရယောတုကိုရှူလေးချိတ်လေးအားထုတ်တဲ့စိတ်ကလေးဒုက္ခကိုပြန်ရှင်းလာတယ်ဆိုတော့တရားဓမ္မတွေအားရရတယ်မအားတော့မအားတာတွေဘာတော့လို့မေးတဲ့အခါကျတော့ရှင်းသားကဖြစ်ပြဲနောက်ညာကရှုပြီးဒီကလာနေရတယ်မအားမှုလေမအားတာဘာလိမ့်မလို့မေးလိုက်တော့ဝရိယစိုက်နေတာဝရိယစိုက်နေတော့ဝရိယမက်ကံပေါ်နေဟောတော့ခင်ဘယ်လောက်ဖွတ်တာတပည့်တော်ဗျာအတော်ဝရိယစိုက်နေတယ်မအားကိုဖြစ်နေတယ်ဘာတော့မအားဆိုတာဝရိယစိုက်နေတယ်ဆိုတာဒကာဓမ္မတို့ဝရိယမက်ကံဆိုတော့မဲ့ရနေတာအဲ့တော့ဝရိယအတော်စိုက်နေရတယ်ဆိုတာခင်ဗျားတို့ကအမောဆိုင်နေလို့မောင်းမဲ့လိုက်ပါနဲ့တဲ့ဒါကိလေသာယံသူတွေရပ်ပြီးဒီကလာမဲ့ဆိုတဲ့သမာဝါယမမက်ကင်ဆိုတဲ့မက်ကင်ကြီးဝန်တဲ့ရောက်နေတာကဲတော်နေကြကြပါလားကဲဒါကြောင့်ဝရိယစိုက်ပါလို့ဆိုတဲ့ဥစ္စာဒကာဓမ္မတွေတွန်းရတာကဒီဝရိယကိုယ်တိုင်ကခင်ဗျားတို့တဏ္ဍာ၌မဲ့တရားပါရှင်းမလားဝရိယဘာတရားတော့မဲ့တရားပါမဲ့တရားမဲ့ခင်တရားကိုဝရိယစိုက်တယ်ဆိုတော့ဝရိယရင်ဖြစ်တာမဟုတ်တတိလည်းထားတယ်သမာဓိလည်းရှိတယ်ပညာလည်းရှိတော့ခုနရဖြစ်တာလေးလိုက်ရဒီနာဖြစ်တယ်လေးလိုက်ရလို့ဆိုတော့ဝရိယကခေါင်းဆောင်တာဖြစ်သွားတာဒုံခင်ရင်မဲ့ခင်ဖြစ်ပါပေါ်နေရင်းမရဒါပြန်ဘုန်းကြီးတို့တရားဓမ္မတွေမှာတရားဓမ္မတွေဝရိယစိတ်တော့ဆရာဘုန်းကြီးပြတဲ့နေ့ကတပည့်တော်တို့ဖြင့်ဗျာမအောင်မလက်အောင်ပဲသင်္ပန်းနေလိုက်တာသင်္ပန်းတာမဟုတ်ဘူးတရားဓမ္မတို့ခင်ဗျားတို့လိုတာပြည့်စုံနေတာခင်ဗျားတို့ဝဘဝတို့နဲ့မဲ့ဖို့ရပါလို့ဤလို့ခင်ဗျားတို့သူတောင်းတာခင်ဗျားတို့အလုတ်ထဲမှာအတွင်းဝင်ပြီးတဲ့ကလာအကုန်ပြည့်စုံနေပါပြီလို့မှတ်လိုက်ပါကဲဘယ်တော့ဖွတ်တယ်ဒါပြန်ဝရိယစိတ်ပါအတော်ဝရိယဆိုင်နေရတယ်ဖျားဝေဒနာလေးတွေကလည်းဟိုကဖြစ်လိုက်ဒီကဖြစ်လိုက်ဟိုကပြက်လိုက်ဒီကပြက်လိုက်နဲ့တပည့်တော်ပြန်တော့ကြိုးစားနေရတယ်လို့ဆိုလို့ရှိရင်အဲ့ဒီကြိုးစားတာဒီမဲ့ဆိုင်နေတာလို့သာမှတ်လိုက်ပါဒါဝရိယမက်ကံပဲဝရိယမကံဖြစ်တော့လေဘုန်းကြီးတို့ဓမ္မတွေကမှလည်းဘုံသူတစ်ခုလည်းဖြစ်တယ်လို့မောင်းမယ်လေသူနဲ့ကအဖော်တွေပညာလည်းပါတတိလည်းပါသမာဓိလည်းပါအကုန်မကင်တွေတကားစဉ်အကုန်ဆိုင်နေတာသိမိကြဒါပြန်ဓမ္မတို့ဝရိယစိတ်ရလေးလေးခင်ဗျားတို့မှာကိလေသာယံသူအောင်ပွဲယူရတာနိုင်ပွဲမှန်သိလေလေလို့မှတ်လိုက်စမ်းဟုတ်ပါကိလေသာယံသူအောင်ပွဲယူတာနိုင်ပွဲရတယ်သူတို့ကိုဝင်ဝင်ရတယ်အဲ့ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေမှာဝရိယစိုက်ပြီးဒီကလာနေတော့တရားမရသေးဘူးလို့ဒုံးခင်ကြီးကထင်လိုက်ဝရိယစိုက်နေတာကိုကမဲ့ခင်စိုက်နေတာလို့မှတ်လိုက်ကြအဲဒီတို့ကဝရိယစိုက်တုံးမှာပဲဗျာဘာမှမမြင်သေးပါဘူးအမလေးတကယ်မှဖြင်းတာလိုက်တာဝရိယစိုက်တုံးမှာပဲတပည့်တော်ပြန်ဘာလျှောက်ထားလို့ဘာမှတောင်မပြောရအောင်ဖြစ်နေပါသေးတယ်အစရှိနေတဲ့တကယ်မှအဲ့ဒီဝရိယစိုက်နေတာကဝရိယမဲ့ခင်နဲ့တကွာပညာမဲ့ခင်တွေပါရနေတာလို့သုံးဖြတ်ချက်ချာတို့ဓမ္မတွေဘုန်းကြီးကိုလျှောက်ကြတယ်ထားကြလည်းမရှိနဲ့ကိုယ်ပြန်ဝရိယစိုက်ပြီးလုံတုံးရှိသေးတယ်အဲ့ဒါမဲရနေတာဘာဝရိယစိုက်သလုံးဖြစ်ဖြစ်ရှာနေတာသူ
ဖြစ်ဖြစ်ရှားနေတော့ရှားတာကမဲ့ခင်ပေါ့ဗျာရှင်နာဖြစ်ဖြစ်ကဒုက္ခသစ္စာရှားပြီးအထုတ်နေတာကအဲ့ဒါမဲရနေတဲ့ဥစ္စာတရားဓမ္မတွေကအထုတ်တုံးရှိသေးတယ်အခုပြန်ဘာမှမထင်သေးဘူးတဲ့အမလေးဖြန့်တိုင်းတဲ့တရားဓမ္မတွေကရင်းကြလားရင်းကြဘူးတောင်းများဟောတယ်အောင်းဝင်နေတော့တောင်းများဟောတယ်အောင်းဝင်နေမဲရနေတာမသိဘဲနဲ့မှဆိုရတယ်ရင်းနေလားမသိနေရကြပြီဒါတရားဓမ္မရင်းနေကိုပြောနေတာခင်ဗျားတို့အားလုံးဓမ္မတွေဒီတိုင်းပဲအားဆိုင်နေတယ်ဆိုလို့ရှိရင်ဖြင့်ဝရိယမဟုတ်လားဝရိယနဲ့တခါတော့ဝေဒနာလေးတွေပေါ်ရလေးတွေလျှောက်ပြီးလိုက်နေတယ်ဆိုတဲ့ကဒါဘာဖြစ်နေတာတော့ဆိုရင်ရိပ်မိကြမဲ့ရဝရိယမဲ့ခင်ရအဲ့တော့ဝရိယမဲ့ခင်ဆိုတော့သူဘယ်တော့မှအဖော်မဖြစ်ဘူးအဖော်သူတစ်ခုလည်းဖြစ်တာသုံးစားမရှိဘူးသတိပါတယ်သမာဓိပါတယ်ပညာပါတယ်အဲ့ဒီကဲသတိသမာဓိပညာဝရိယတို့ဟာမိုက်တွဲရဲ့ကြီးပဲရင်းနေလားတွဲကြီးဆိုတော့အားဆိုင်နေတဲ့ဓမ္မတွေမှာမဲ့ခင်ဆိုင်နေတယ်ဆိုတာသူဖြစ်ဖြစ်ချာဒါဖြင့်တော့ကနေတပိတော့ဖြင့်ရှားခုမတွေ့သေးပါဘူးအလိစကားဖြစ်နေတော့လူမောတော့ခီးမရောက်သေးပါဘူးလို့တော့ခန့်ကလျှောက်ချင်တယ်မလျှောက်တော့ပါဘူးလူမောတော့ခီးမရောက်ဘူးလို့မဆိုပါနဲ့ခီးရောက်နေတာကဝန်းထဲမှာရပြည့်စုံနေပါဘူးမတူသဘောကျခီးရောက်နေတာဘာတော့ဗျာဝန်းထဲမှာပြည့်စုံနေပါပြီတဲ့ဓမ္မတို့ဝန်းထဲမှာပြည့်စုံနေတယ်ဆိုတာအားစိတ်တယ်လည်းဝရိယတတိထားတာလည်းတတိမဲ့ခင်အားစိတ်တယ်ကဝရိယမဲ့ခင်သိပြီအဲ့ဒါတတိတို့ဝရိယတို့သမာဓိရှိလို့တွေ့တာမဟုတ်လားဗျာအဲ့ဒါတတိတို့သမာဓိတို့ဝရိယတို့ပညာတို့အကုန်ပါပြီးကြတာနေသောကြောင့်ဩဒါပါလိမ့်မလို့ဆိုတော့မဲ့ခင်ဆိုင်နေတာဟာဘယ်နဲ့ကြောင့်ဘုန်းကြီးကမဲ့ခင်ဆိုင်နေလို့ဟောရပါကလေးလို့မေးဖို့လိုတယ်တဲ့ဆိုရတဲ့မဲဖို့လိုတဲ့အခါကြလို့ချင်းမဲ့ခင်စိုက်တယ်မစိုက်တယ်ဘုန်းကြီးရှင်းပြဒီအချိန်မှာလောဘဒေါသမောဟလာသေးလားသူပတ်ထားတာပေါ့ဗျာဒါပြန်အခုအားစိတ်ဓာတ်ကတတ်ထားတဲ့သဘောကိုသင်ရှားအားစိတ်ဓာတ်တတ်ထားတဲ့ကိလေသာသေးနေတယ်ဆိုတဲ့ဓမ္မမဟုတ်ပါဘူးရင်းမိဗလားကဲအားငယ်ကြသေးလားဘုန်းကြီးတို့ရတယ်လေရက်ကလည်းတူတူအားထုတ်ရတယ်ကလည်းနည်းနည်းလေးရှိသေးတယ်ဘာမှလည်းမတွေ့သေးဘူးလို့အောင်းမေ့ပြီးမနေတော့မကြီးရရင်းမိဗလားမတူတော့အောင်းမေ့သေးလားဘယ်နဲ့မအောင်မေ့တော့အားထုတ်တယ်ဆိုတွေ့ရဘူးလားအေးဒါကြောင့်ဓမ္မတွေဘာမှမလျှော့လိုက်ကြပါနဲ့ဆိုတာတကားစိတ်သတိပေးရခိုင်းတယ်ဗျအားဆိုင်နေတာကိုပင်လင်တော့ခင်ပါခေါ်ပါမယ်မကင်ဆိုင်နေတာပฏิဒါရသည်ပင်လင်သတိထားတာသည်ပင်လင်မကင်ဆိုင်နေတယ်သမာဓိထားတာသည်ပင်လင်မကင်ဆိုင်နေတယ်ပညာလေးနဲ့ဟိုဝေဒနာလိုက်နေတာဟောမကင်ဆိုင်နေတော့ဩဒါပါလိမ့်မလို့မေးတဲ့အခါကျတော့ဝေဒနာပေါ်နဲ့လိုက်ပြီးမကင်နဲ့ရှုနေတာကိုဆိုတာမပေါ်လာသေးဘူးအဲ့တော့မဟုတ်တဲ့ဟုတ်တဲ့ဓမ္မတွေကစဉ်းစားတော့ဒီလိုရှားပွေနေရတော့ကိုကဲမိုက်ဆုံးမျိုးပဲပြောပါတော့လောဘဒေါသမောဟလာသေးတယ်မှန်ပါဗျာဘုရားတတ်ထားအဲ့ဒီတော့ဒါကိုခီးပေါက်နေတာတောင်မှဟုတ်လားကိုခီးပေါက်နေတာတောင်မှပေါက်တယ်လို့မသိသေးဘူးရှင်ဒီလိုအတွက်ခက်သေးမထူနိုင်ဘူးလားဗျာဆိုရတာမရကိုယ်ကြီးပေါက်နေတာတော့မှပေါက်တယ်လို့မသိသေးလို့ရှိရင်ပြန်တော့ခင်ခက်သေးတယ်လို့မဆိုရဘူးလားကဲရိပ်မိကြအဲ့ဒါကြောင့်တဲ့ခင်ဗျားတို့အသက်တရားနေရညာဆိုတဲ့ဒီဝေဒနာလေးတွေလိုက်ပြီးဒီကလာဟောတာဒုက္ခပေါ်ပြီဟောတာဒုက္ခပေါ်ပြီဟောတာလေးရဖြင့်အခုခဏဒီနေရာရတယ်အခုမရှိတော့ဘူးအခုမရှိတော့ဘူးဆိုတဲ့ဥစ္စာခင်ဗျားတို့ကပါဠိလိုအနိစ္စရောမှာအနိစ္စမှတ်နေတာအခုပြောက်သွားတာဆိုတာအဲ့ဒါအနိစ္စကိုညံလိုက်တာရင်းမိဗလားဒီတော့ဗျာနှစ်ခုကရတယ်လေးရှိတော့ပျောက်ထွက်သွားတယ်ဗျဩဒီတရားဓမ္မတွေဟန်ရပါဘူးဟန်ရပြီကောပျောက်သွားတာလေးကအနိစ္စပြောင်းမှန်းသိတာကမက္ခဟောဘယ်လောက်ခုတ္တဟိုမမကြီးကသဘောကျရလားပြောင်းမှန်းသိတာကဘာတော့မက္ခမဟုတ်လားပျောက်သွားတာကဘာတော့ပျောက်သွားတာကအနိစ္စပြောင်းမှန်းသိတာကဟောကိုညာနဲ့ညာနည်းနဲ့သိတယ်အဲ့ဒီညာလေးကမက္ခပါဝရိယမဆိုင်တဲ့ပုဂ္ဂိုလ်ဆိုချင်းကြီးဟုတ်လားလက်မလောက်ကြီးကြိုက်နေတာဒါမှကိုမဟိုမှာလောဘလုံးနဲ့လှုပ်လုံးနေလို့ရှိရင်မသိဘူးပြီးမှသာဖြောက်ယူရတယ်ကိုရိယဆိုင်တဲ့ပုဂ္ဂိုလ်တွေကြတော့ဘုန်းကြီးတို့ဓမ္မတွေရရမှန်းသိဒါလေးရရမှန်းသိတယ်အဲ့ဒီနေရာရှုလိုက်ကြဆိုတော့ဘာဖြစ်သွား
မရှိဘူးအဲ့ဒီမရှိဘူးလို့ပြောတာကခင်ဗျားတို့အမှန်ကောင်းဘယ်လိုကောင်းလို့ဆိုတော့မရှိဘူးလို့ပြောတာဒီကားလို့ရှင်ရှိရတာမရှိဘူးလို့ပြောတာငါကဒီနေရာလေးရနောက်ရှိလိုက်တဲ့အခါကျတော့ရှိသေးရဲ့အဲ့ဒါမရှိဘူးလို့ပြောတာဒီမြန်မာလိုအနိစ္စပြောတာအဲ့ဒီမရှိတာသိရင်မဘုန်းကြီးကကြိုက်ဒါပြန်မရှိတာကအနိစ္စသိတာကမေကဟောဘယ်တော့ဘုရားဒါမဲ့ရဖို့ဝေးသလားမဝေးပါဘူးတရားဓမ္မတွေဘာမှလုံးဝဝရိယမလျှော့ပါနဲ့မလျှော့ပါနဲ့ဒီဆရာသမားနဲ့တွေ့တယ်ဆိုအာယုန်တိတ်နေထွက်ရမယ်လို့ပြောနေပေါ့ဗျာဘာများအဲတော့တန်တရားကိုမရှိနဲ့ဒါကဖိလို့ဒီလုံးနဲ့လုံးနဲ့ဖြင့်ဒီဆရာနဲ့ဒီဓမ္မနဲ့ဖြင့်ဒီဥစ္စာဒုက္ခိပေါက်ဖို့အပေလေးပါးတကားပိတ်ဖို့ရေးတန်တရားကြီးဥပိ္ပနာပဲသေဘေးတွေနဲ့ဆက်ပြတ်ဖို့ရေးရဖြင့်ဒါပဲရှိတယ်ဆိုတော့ခင်သုံးဖြတ်ချက်ချာသုံးဖြတ်ချက်မာကြီးလည်းသုံးဖြတ်ချက်ဘာမှမလျှော့နဲ့ဘာမှမလျှော့ကြပါနဲ့မာကြီးတို့ကသုံးဖြတ်ချက်ပါလားသာသာသေးချာရမယ်ခိုင်းနေရဓမ္မတို့ဒီသတိပဋ္ဌာန်ကိုခင်ဗျားတို့ခொနည်း14ရက်အစရှိနေတယ်အထုတ်လိုက်လို့ရှိရင်ဖြင့်သောတာပန်သရကအနာဂံရဟန္တာကြောင့်ဖြစ်နိုင်ပါတယ်ကွာဘုန်းကြီးကလည်းဟောတယ်ဘုရားကလည်းဟောတယ်အဲ့တော့အငဲ့ရရှိတယ်အဲ့တော့သောတာပန်သရံဖြစ်တဲ့တပည့်တော်တို့လိုပဲနေဥပါလားသူတို့ဖိရင်ပြုပြင်ပြီးဒီကလာနေဝိတခါတို့ဗျာခုနှစ်ကသောတာပန်တည်တယ်ဟုတ်လားသား10ယောက်သမီး10ယောက်မွေးဖွားတယ်ဟုတ်လားညီ40ညီ40ရှိတယ်ရှိတာပါပဲတဲ့ဒါကိစ္စမရှိပါဘူးအပယ်မကြတာနဲ့ခင်ဗျားတို့လာရဂရိမမှားတာကသောတာပတိမကလောက်တာပါတဲ့ငါးပါးယုံကာမုံခံစားမှုကိုဆိုတာမဟုတ်ပါဘူးသိပြီလားဥဒ္ဒကခေါင်းနဲ့ကသောတာပန်တည်တယ်16နှစ်ကြာမှဘုံနဲ့အိမ်ညကြတယ်အဲ့ဒီမသင်ရှားဘူးလားကသင်ရှားပါတယ်တဲ့အဲ့ဒါကြောင့်ဒါရင်းနဲ့လည်းတွေးခေါင်ပြီးသူဘာမှမထူးခြားသေးဘူးလို့မအောင်မင်းနဲ့ဆက်ကနဲ့တစ်ချိန်နဲ့မက်ပေါ်လိုက်တယ်ဆိုလို့ရှိရင်ဟောပယ်မီးတွေကဂုံငိမ့်ပြီးဒီကလာခင်ဗျားတို့ဌာနမှာလည်းလောဘ၄ပုံတစ်ပုံသိမ့်သွားပြီးညာသိမ့်သွားတယ်ဆိုတာကသူထူးခြားချက်ပါပဲတခြားဘာမှမရှိပါဘူးခိုင်းလာတဲ့နေရာဓမ္မတို့ဝေဒနာတွေပေါ်တယ်မျိုးလုံးမှာဘာဝေဒနာပေါ်တယ်မြင်တယ်ဆိုလို့ရှိရင်နေရာဓမ္မတို့မြင်တာပဲရှိတာပဲမြင်လို့လိုချင်တယ်ဆိုတာဝန်းနေတယ်မြင်လို့မုန်းတယ်ဆိုတာဝန်းနေကပေါ့ဗျာအဲ့တော့မြင်တာမြင်ုံပဲဆိုတာသဘောကျဒါဖြင့်မြင်တာမြင်ုံပဲဆိုတော့ဘာဝေဒနာလဲဒါကြောင့်မြင်ုံလေးမှုဥပ္ပခဝေဒနာလို့ဆိုလိုက်ဘုရားသခင်ကိုရမကြီးကလည်းဥပ္ပခသတ္တံစက္ခုဝိညာဏလို့ဆိုတော့ကြောင့်ဥပ္ပခစက္ခုဝိညာဉ်ဟေးမြင်တာလေးကဥပ္ပခလို့ဖတ်လိုက်ပါဆိုတော့မြင်တာလေးကိုတရားဓမ္မတွေကလွဲမှာတော့ဘုန်းကြီးကသိနေနော်မြင်တာလေးကဒကာဓမ္မတို့တိုင်ကိုမြင်တယ်ဖြူတဲ့ကြောင်နဲ့ကြားတာကိုမြင်တယ်ဆိုတိုင်ကိုမရှုနဲ့ခင်ဗျားတို့မြင်တဲ့စိတ်ကလေးကိုဖြစ်ဖြစ်ရှုသဘောကျတိုင်ရှုရမှာလားကိုယ်မျိုးလုံးတဲ့နာနဲ့မှန်းရှုရမှာအဲ့ဒီအရှုလေးသာဒီနေရာကတဲ့ပါဩမျိုးလုံးတွေကမြင်ပြီးမျိုးလုံးတွေပဲပြက်တာပဲဟုတ်ဘူးလားမယုံလို့ရှိရင်ခင်ဗျားတို့တိုင်တစ်လုံးကိုတဲ့ဆေးကအဖြူနေဝါအသိလေးဘက်လက်ပုပ္ပါလှည့်ကြည့်ပါတဲ့အဖြူမြင်ပြီးမှအနည်းမြင်မှာပဲအနည်းမြင်ပြီးမှအဝါမြင်မှာပဲအဝါမြင်ပြီးမှစိတ်မြင်မှာပဲအဲ့တော့မပြတ်ဘူးလားပြတ်တယ်အဲ့ဒါပြန်အဖြူမြင်တာပြတ်ပြီးတော့မှအနည်းမြင်တဲ့စိတ်အနည်းမြင်တဲ့မျက်လုံးတစ်ခုပေါ်မယ်မျက်လုံးစိတ်တစ်ခုပေါ်တော့မှအဝါမြင်တဲ့မျက်လုံးစိတ်တစ်ခုပေါ်မယ်ပြီးတော့မှစိတ်မြင်တဲ့မျက်လုံးစိတ်တစ်ခုပေါ်မယ်ဆိုတော့ဩဒါဒီသူ့ဟာသူနေမလို့ချင်းအတွင်းမျက်လုံးစိတ်ကမချုပ်မယ်ဆိုလို့ရှိရင်အဖြူမြင်တယ်ကအဖြူပဲမြင်တယ်ဘာအနည်းကိုသွားလို့မရဘူးအခုတော့သူချုပ်သွားတဲ့အတွက်ဟိုဘက်လဲလိုက်တဲ့အခါအနည်းမြင်တာလေးပေါ်ဟိုဘက်လဲလိုက်တဲ့အခါအဝါမြင်တာလေးပေါ်ဟိုဘက်လဲလိုက်တဲ့အခါစိတ်မြင်တာလေးပေါ်လာတယ်ဆိုတော့ဩဒါမြင်စိတ်ကလေးခဏခဏပြည့်နေပါလားဆိုတာညာမရောက်တဲ့ထိုက်သဘောကျကြအေးဒါကြောင့်နှလုံးစိတ်ပြတ်တာကိုအခုသင်ရှားကြတဲ့သင်ရှားအောင်တော့ခင်ပြောနေတယ်မချောင်နေခြင်းနဲ့ဗလားကဲနှလုံးလေးတဲ့မယုံလို့ရှိရင်ဖြင့်မကြီးတို့ကဝိညာဉ်တိုင်းတွေကို1 2 3 4 5 30ကြောင့်ခဏနေရေးထားမကြီးရေးထားရင်တော့ကဲမကြီးကတက်နံပါတ်ကြည့်တော့တက်မမြင်ဘူးကဲ2နံပါတ်ကြည့်လိုက်တော့2မြင်တာပဲ1မြင်တာလေးရှိသေးရဲ့သူလည်းရှိနေမှဆို2ကိုမမြင်နိုင်ဘူးကြအဲ့ဒါကြောင့်1မြင်တာချုပ်ပြီးမှ2မြင်တာပေါ်ပြန်တယ်ဒါကြောင့်2မြင်တာချုပ်ပြီးမှ3မြင်တာပေါ်ပြန်တယ်
သုံးမြင်တာချုပ်မှလေးမြင်တာပေါ်ပြန်တယ်ဒါလေးတွေကလည်းတခါတည်းဖြစ်ပြနေနေတာကိုလို့ဆိုတာအဲ့ဒီတိုင်းဝန်းနေရတိုင်းကြည့်တဲ့ဥစ္စာခင်ဗျားတို့မျက်လုံးကြီးပြက်တာပဲကဲရှုပ်ကြသေးလားအဲ့ဒါကြောင့်အဲ့ဒီမြင်တဲ့ဥပ္ပခါလေးရှုရှုပါဒါလေးတွေမြင်နိုင်ရှုကြားရင်ဗျာအဲ့ဒါကြောင့်ဘုန်းကြီးကပြောပါတယ်ဒကာဓမ္မတွေကိုခင်ဗျားတို့ကတော့ဘာမှမသိဘူးဒီကနေပြီးဒီကလာခင်ဗျားတို့ကံနာနဲ့မှငါကနားထဲမှာကြားတဲ့စိတ်ရှိမရှိခောက်ပြပါနော်ဒကာဓမ္မတွေသဏ္ဍာန်မှာအခုဒီသွေးကန်တဲ့အခုကိုညှက်နဲ့ခောက်မယ်အပန်းခက်ဆူးကြားလိုက်မယ်အခုကြားနေဗလားမေးရင်မလို့မကြားရပါဘူးအခုဒါပြန်မကြားတာလေးပဲရှိတယ်နော်ဒီဟာခောက်ကံကိုကြားလိုက်လို့ရှင်ခင်ဗျားတို့ကြားတယ်ဆိုတဲ့ဥစ္စာခုမှအသက်ပေါ်လာလိမ့်ခုမှအသက်ပေါ်လာလိမ့်လဲမေးဗလားခုမှအသက်ပေါ်လာလိမ့်ကဲဓမ္မတွေခောက်လိုက်မယ်ကြားရမို့လားအဲ့ဒါခုနကကြားရလားခုမှပေါ်လာနားတယ်ခုမှအသက်ပေါ်လာပေါ့ဗျာနားတယ်ခုမှအသက်ပေါ်လာအခုဒီကသံလည်းမရှိတော့ဘူးကြားရမကြားတော့ဒါဖြင့်ကြားပြီးပြက်သွားတာပဲကြားတဲ့စိတ်ကလေးကကြားပြီးပြက်တာပဲနောက်တစ်ခါခောက်ပြန်တော့ကြားပြန်တယ်လေလားကြားပြန်အခုရှိသေးရဲ့ဒါဖြင့်ဒကာဓမ္မတို့တဏ္ဍာမှာအခုမှပေါ်တဲ့ဧည့်တယ်အခုသေးတဲ့ဧည့်တယ်မဆိုနိုင်ဘူးဒါဖြင့်ဧည့်တယ်ပြက်ပေါ့ဗျာအဲခင်ဗျားတို့တဏ္ဍာမှာရှိတဲ့ဘယ်စိတ်မဆိုတော့ကဲဒီတိုင်းမှလားအခုပေါ်အခုပြက်ကြည့်ပဲအဲ့တော့ခင်ဗျားတို့ဒီအပြစ်တွေကြီးစုနေတဲ့ဒကာဓမ္မတွေဖြစ်တော့ဒီခန္ဓာကိုယ်ကြီးကမျက်လုံးကလည်းမြင်ပြီးပြက်ကြားနားကလည်းကြားပြီးပြက်နှာခေါင်းကလည်းနှမ်းရှုပ်ပြီးပြက်လျှာကလည်းသွားပြီးပြက်ကိုယ်ကလည်းရာရံပြီးပြက်ကောင်းပြီးဒီကလည်းပြက်ဝန်းထဲကလည်းကြံပြီးဒီကလည်းပြက်ဆွေးပြီးဒီကလည်းပြက်အလတ်စားဖြစ်ပြီးဒီကလည်းအဲ့ဒီလိုအပြစ်တွေယူသိနေတော့ဒကာဓမ္မတို့ကိုယ်စိတ်ကိုအားကိုးစရာပါရလားအားကိုးကြတယ်ခင်ဗျားတို့အပြစ်တွေအားကိုးရရောက်ကဲသင်ရင်းနေဒါပြန်ဒကာဓမ္မတို့ခင်ဗျားတို့ခန္ဓာကိုယ်တော့ဘယ်စိတ်မြဲတော့အဲ့တော့ဘယ်စိတ်မှမမြဲဘူးဆိုတဲ့ဥစ္စာပြောတော့ဒုက္ခနာစိတ်ဆိုတာနန္ဒီဟနာဟုသေးမမြဲပါလားဆိုတော့ပေါ်လာသေးဘူး။ခိုင်းတယ်ဓမ္မတွေအခုခောက်ပဲတဲ့ခောက်တဲ့ခါကူမကြားသေးပါဘူး။ဘာမှမရှိဘူး။ဘာမှမရှိဘူးတရားဓမ္မတွေ။ကဲအခုခောက်လိုက်ပြီကြားဘူးလား။ရှိသေးရဲ့။ဒါနဲ့နားရဲအခုပေါ်အခုပြက်။နားရဲအခုပေါ်အခုပြက်တာကိုသဘောကျ။အခုမှလည်းပေါ်ရနော်။ကြားတဲ့စိတ်ကလေးကကြားပြီးတော့လည်းဗာဖြစ်သွားဒါဖြင့်ဒကာဓမ္မတို့ခင်ဗျားတို့တဏ္ဍာမှာမြင်လာတဲ့ဒီတိုင်းနေမှာဟုတ်ဘူးလားနာတာရောစားတာရောရားတာရောကျုပ်ကရားတဲ့ရှင်းလိုက်တာလို့မဆိုကြပါနဲ့တဲ့ရားပြီးသူလည်းခဏခဏပြက်နေတာပါခင်ဗျားတို့ကမခက်တတ်လို့ဖြစ်နေတာဒါဖြင့်တော်ကြလောဘဖြစ်လိုက်တော်ကြဒေါသဖြစ်လိုက်တော်ကြမောဟဖြစ်လိုက်ဒါတွေဟောဒကာဓမ္မတွေမြဲမမြဲတော့အပြည့်ကြည့်ပါပဲလားအပြည့်ကြည့်ပါပဲလားဆိုတာသဘောကျခိုင်းကြရတော့ထိုင်းနေကြတယ်လူတွေကလည်းခတ်တူတူထိုင်ရတယ်ဆိုတော့ရှင်းရှင်းကြကြနဲ့နေကြထိုင်ကြရတယ်ဆိုသဖြင့်ခင်ဗျားတို့ဒီအောက်ကပူတယ်ဆိုတာဒကာဓမ္မတွေမှတ်လိုက်တာမှာဒုက္ခဝေဒနာအသားပေါ်မှာပေါ်တယ်အဲ့ဒီဒုက္ခဝေဒနာဒကာဓမ္မတွေကမသိဘူးအပူကလေးကမစဘဲနဲ့အပူလက်ရောက်ပါအပူလက်ကိုမရောက်ဘဲနဲ့အပူမစားလိုက်ဘူးဖြစ်နေတာအပူလေးလည်းဖြစ်ပြီးပြတ်တာပဲနည်းနည်းလေးပိုးပူလာကြမယ်သူကပိုးပူတာလေးပေါ်လာလို့ပိုဖြစ်လို့ပိုးပူတာနဲ့သူကလည်းဖြစ်ပြတဲ့မျိုးပါလားအခုလည်းခင်ဗျားတို့ကအပူကြီးကြမှာသိတော့တယ်ဆိုတဲ့အပူကလေးတွေဖြစ်ပြသိသေးရလားအဲ့ဒါဂတိပ္ပံလွတ်သွားတာရင်းမိဗလားဂတိပ္ပံလွတ်သွားတယ်နော်မတူဘာလွတ်သွားတာလဲဂတိပ္ပံလွတ်သွားတာဒါကြောင့်ဘုန်းကြီးတွေကဓမ္မတွေကဂတိပ္ပံလွတ်ပြီဆိုမှပြန်ခင်ဗျားတို့ဒီအမတမအဖို့မတန်တဲ့လူတွေထဲရောက်သွားဖြစ်စာမသိလဲဘူးလူရင်းတော့ဖြည်းကျန်းလာတယ်ဆိုတဲ့ဒကာဓမ္မတို့ကျင်စာလေးကမစဘဲနဲ့ဒီအကျဉ်ကြီးတော့ရောက်ပါဘူးဒါတော့ခင်ဗျားတို့ကသတိပ္ပံလွတ်နေတော့မိုက်သူကအစမသိပဲဖြစ်ဟုတ်လား
အစမသိပဲဖြစ်တော့တခါတည်းကိုလွန်မှသိတဲ့အခါကျတော့ဩတို့တရားဓမ္မတွေဖြန်းလိုက်တာဒါအစကလေးကအစကအလဲကမှကိုမနေနိုင်တဲ့သုံးဒီလိုရောက်တဲ့ဥစ္စာကအစတတိမထားမိတော့သူတို့ကတိဋ္ဌာန်လို့ရှင်းနေပါဘောလားတတိကတဲလွတ်တာလွယ်ရတဲ့ဒီပူဇာကလေးကကျင်စာကလေးကမှမစပဲနဲ့ကျင်လေရောက်နေမှာအကျင်ကြီးကိုရောက်နေမှာအဲ့ဒီမှာခင်ဗျားတို့အကျင်ကြီးကြမှာအမလေးကျမဘာဖြစ်တယ်မသိဘူးကျွန်တော်ဘာဖြစ်တယ်မသိဘူးမရွှေ့နိုင်တော့ဘူးအစရှိစီနဲ့ဆိုအကြီးဆုံးကြမှာသိတော့ဟိုအငယ်လေးတွေလည်းမသိကြအဆင်းဆင်းပြက်လာတာကောသိပါဘူးဒါဖြင့်ခင်ဗျားတို့ကတတိပ္ပံကလက်လွတ်တယ်မလွတ်ဘူးလားအဲ့ဒါကြောင့်ဒကာဓမ္မတို့ခင်ဗျားတို့တတိပ္ပံလက်လွတ်ပြီးဒီကလာနေတော့ဘိုးခွန်းကအပြက်ကလေးတွေကတွေ့သေးရဲ့။ဘာဖြစ်လို့မတွေ့တုံးဆိုတော့တတိပညာလက်လွတ်။သဘောကျ။တောင်းကံဘာလို့လဲ။တတိပညာလက်လွတ်ပြီးဒီကလာနေတော့တတိယပညာလက်လက်တယ်ဆိုလို့ရှိရင်ဒကာဓမ္မတွေတော့ဖြင့်မသိလို့လွတ်တာပဲ။မသိတာဝိဇ္ဇာ။ဩဝိဇ္ဇာနဲ့နေလို့သူတို့ဒါလက်လွတ်သွားတာ။မိုက်ဘာနဲ့နေလို့ဒါပြန်ဝိဇ္ဇာနဲ့နေလို့ရှိရင်ဘုန်းကြီးတွေကဓမ္မတွေခက်ချီရဲ့အဝိဇ္ဇာဖြစ်เสียသင်္ခါရဖြစ်เสียဝိညာဏဇာတိဇရာမရဏအကြောင်းမသွားဘူး။ဩတို့တွေကဓမ္မတွေငါမှမဖေးလို့ရှိရင်သူတို့မသိတာနဲ့ကြီးသွားတော့မသိတာနဲ့သွားလို့ရှိရင်အိုနာသေးအပေကြောင့်သူတို့သွားတော့မယ်။မသိတာဝိဇ္ဇာကိုဗျာ။ဝိဇ္ဇာဖြစ်เสียတော့ဗါတဲ့သင်္ခါရဖြစ်เสีย။အဲဘောကောင်းနိုင်လေရလားဟုတ်ကဲ့ကောင်းလာသေးရဲ့။ဒါပြန်တွေ့ချာဘုန်းကြီးကဟေးသိအောင်လုပ်ဆိုတဲ့အချက်ကလေးကကျင်စာလေးကစပြီးကြတာနာစာလေးကစပြီးသိအောင်လုပ်ဆိုတဲ့ဥစ္စာအနိစ္စအသိခိုင်းနေတာဖြစ်ဖြစ်ဒုက္ခသစ္စာအသိခိုင်းနေတာတို့ရတဲ့သတိမထားဘူးလို့ဆိုတော့ဒုသတိမထားတာလေးကတော့အပြောကောင်းတော့ခင်ဗျားတို့မှအယုတ်ဆူအပြောကတော့ဒုသတိမထားမိဘူးဒုသတိမထားမိဘူးဆိုတော့တတိမရှိတော့ဘူးမသိတာပေါ့ဗျာမသိတာဘာခေါ်ကြဟာဘုန်းကြီးတို့တရားတော်မကြီးအပြောကောင်းတော့အဖြစ်ကတော့မဆိုးဘူးလေအဖြစ်ကမှကြီးပါလေတော့ဝိဇ္ဇာမသိတာဘာခေါ်ကြဒါကြောင့်ဝိဇ္ဇာကတော့သင်္ခါရဝိညာဏယဩနာသေးတွေကရက်သေးရဲ့ဒါဖြင့်ဘုန်းကြီးတို့တရားတော်မကြီးနိုင်မသိတာနဲ့ပဲခင်ဗျားတို့ခဲ့နေတာဒါဖြင့်ကျင်စားရဲ့တော်ကြကြတော့ကျင်လာလေးနည်းနည်းလေးကြီးလာတယ်တော်ကြကြတော့မထနိုင်အောင်ကျင်လာတယ်ဆိုတော့မထနိုင်အောင်ကျင်တာဒီဘယ်ကလာတာတော့မေးလို့ရှိရင်ကျင်စားလေးမပါဘဲနဲ့လာပါအဲ့ဒီကျင်စားလေးခင်ဗျားတို့သိသေးရဲ့မသိတာပါခေါ်ကြဟောဒါဖြင့်ခင်ဗျားတို့တိဋ္ဌာန်နေနေတာကျင်စားမှမသိပဲဘယ်လိုကျင်တာတော့လို့မေးတော့မိမိအသားပေါ်မှာကျင်တာအဲ့ဒါမသိဘူးဆိုတဲ့ဓမ္မတွေပါဆိုကြမယ်အဝိဇ္ဇာဖြစ်နေတယ်အဝိဇ္ဇာဖြစ်ပြီးခါရနေတာအဝိဇ္ဇာတင်ရမြဲဓမ္မတာရှိရဲ့။ဥနာသေးကြောင့်မတော်ဘူး။အဲ့ဒါတော့ဘုန်းကြီးကမတားတဲ့မူလားဗျ။ဒကာဓမ္မတွေမသိတော့ဘူးမသိတဲ့အခါကျသူတို့ဒီဖာမအိုဖာမနာဖာမသေးတဲ့ပဲပြေးပြီးအဝိဇ္ဇာကကျေစုပြုလိုက်ပြီးဆက်ပြီးကလာမကောင်းတာတွေကိုရွက်ဆောင်လိုက်ပြီးဆိုတော့မိုက်ကောင်းသေးရဲ့။ဒါဖြင့်ဒကာဓမ္မတွေကဘုန်းကြီးစိုးရင်ဒီလောက်တို့ကအစဖြစ်ပေါ်စားတိုင်းဖြစ်ပေါ်တိုင်းတို့သိအောင်လုပ်မယ်ဆိုလို့ရှိရင်ဖြင့်ဒကာဓမ္မတွေဘယ်မှာသာရင်ခင်ဗျားတို့အဝိဇ္ဇာကိုလာသေးရဲ့အဝိဇ္ဇာမလာတော့ဘာဖြစ်တော့ဝိဇ္ဇာဩော်ဝိဇ္ဇာဥဒ္ဒဘာရိဆိုတဲ့ဥစ္စာဝိဇ္ဇာဒီဥဒ္ဒဘာရိဖြစ်ပေါ်လာပြီဆိုတော့ဝိဇ္ဇာဖြစ်တယ်ဆိုတာမဲရတာလို့သုံးဖြတ်ချက်ချလာသိမိကြဝိဇ္ဇာဥဒ္ဒဘာရိဆိုတာဘာခေါ်တာမဲရတာဆိုတာသိကြပါလားအဲ့ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေနိုင်ဘလို့ဖြစ်အောင်ကျေးဇူးများတယ်ဆိုတော့သိအောင်လုပ်နေတဲ့အရေးဟာသိတာလေးကမဲ့ခင်သိတာဝိဇ္ဇာမသိတာအဝိဇ္ဇာဆိုတော့မိုက်ကြောင်းလိုက်တာသဘောကျမသိပဲနေတော့ဗါတဲ့ဝေဒနာလေးတွေပေါ်တယ်ဒုက္ခဝေဒနာဆိုတော့ကျင်စာလေးကဒုက္ခဝေဒနာငယ်လေးကျင်တယ်ကြတော့ဒုက္ခဝေဒနာအလဒီအမှန်တန်ကျင်လာတော့ဒုက္ခဝေဒနာအကြီးစားအဲ့တော့အငယ်လေးကနေပြက်ပြီးဒီကရမှာအကြီးရောက်လာတာအကြီးကမှဒီတဲ့မခံနိုင်တဲ့စီရောက်လာတာဒါကမှဒကာဓမ္မတွေကမသိဘူးအကြီးဆုံးကြမှာပဲသတိရတော့တယ်ဆိုတော့နှစ်ခုပြောက်နှစ်ခုသိသေးရလားမသိတာပါခေါ်ကြအိုးဘုန်းကြီးတရားဓမ္မတွေနာလိုက်ဖြစ်ချင်းမိုက်နာလိုက်အစမသိကြတာနာလိုက်တယ်မ
နာဘူးလားဗျာမသိတာပါတော့ဟောဝိဇ္ဇာလာတော့ဝိဇ္ဇာသင်္ခါရဝိညာဏယုတ်သလာနာဇာတိဇရာမရဏကောင်းသေးရလားအချုံကောင်းသေးရလားဗျာအမှန်ဆိုးမဟုတ်လားအဲ့တော့ဘုန်းကြီးတို့ဓမ္မတွေကိုဘုန်းကြီးကယူဆိုင်ပြီးဒီကလာပြောနေတာဩတန်လျာကြီးတဲ့မှာဝိဇ္ဇာကစပြီးတတ္တဝါတွေကိုတည်တောင်းတာမသိလိုက်တော့သူတို့ဒီတတ္တဝါဖြစ်အောင်တော့မယ်တတ္တဝါဖြစ်လို့ရှိရင်ဩနာသိနဲ့သူတို့နဲ့မခွဲရဘူးသနာလာကြီးရဲ့ငါဖြင့်သူတို့သိတဲ့လို့ကိုပဲခိုင်းမှပဲဆိုပြီးကလာအခုသုံးပိုင်းပိုင်းပြီးဒီကလာမှချုံပြောလာတယ်ဒါဖြင့်ကျင်စာလေးတွေကဒုက္ခဝေဒနာအငယ်ကျင်လေကဒုက္ခဝေဒနာအလားမထနိုင်တော့ကျင်ဒုက္ခဝေဒနာကြီးစားအဲ့တော့ဒုက္ခဝေဒနာကြီးစားကြမှသိကြတော့ကောင်းသေးရဲ့ဘယ်ကစသိရမှာအငယ်ကစသိအငယ်ကစသိတာအငယ်ကစတာကိုအငယ်ကစသိမယ်လို့ဆိုလို့ရှိရင်ဖြင့်ဩသူဒုက္ခဝေဒနာလေးပဲဒုက္ခဝေဒနာလေးပဲလို့ညာနဲ့သိလိုက်ပြီဆိုမှဖြင့်ဒုက္ခဝေဒနာလေးဖြစ်ပြီးပြတ်တာပဲလို့သိလိုက်ဟောဒီကျင်လတ်ကိုမရောက်ဘူးဗျာကျင်လတ်မှမရောက်ဘဲနဲ့ခொနဲ့မထနိုင်အောင်ကျင်တဲ့စီကိုရောက်ပါအဲ့ဒီတော့ဒကာဓမ္မတွေကဝေဒနာလည်းမကုတာခက်လိုက်တာဝေဒနာမကုတတ်တဲ့ပြင်ဒကာဓမ္မတွေကဝေဒနာတောင်ကြီးအောင်လုပ်နေသေးတော့ဘယ်မှာသာရင်ဝေဒနာသက်သာကြမြင်သေးရဲ့ဟောဘုန်းကြီးပြောတာသိချာမှတ်တာနာရာလေးကနာစကလာရှိလို့ရှိရင်ဒီနာသိကြည့်မလားတော့ဒီတဲ့မခံနိုင်မရနိုင်အောင်လည်းဖြစ်မလားတော့ရိပ်မိကြဒါပြန်ဒကာဓမ္မတို့အနာကြီးကြီးမှသိကြလို့ရှိရင်ဖြင့်ခင်ဗျားတို့ဟာအနာငယ်နဲ့အနာလတ်ကိုမသိတဲ့အတွက်အဝိဇ္ဇာကြောင့်ခင်ဗျားတို့အနှကြီးရတယ်ရိပ်မိဗလားဘာကြောင့်ရတာလဲအဝိဇ္ဇာကဝိဇ္ဇာနဲ့အစောကြီးကနာစကတွေကနာရဏိယဒုက္ခဝေဒနာဖြစ်ပျက်ကလေးပဲလို့ဆိုလို့ရှိရင်ဟောဒီအနာလတ်တော့မပေါက်တော့ဘူးသူကဖြစ်သွားပြီသဘောကျအဲ့တော့ဒကာဓမ္မတွေအဝိဇ္ဇာဖြင့်အဝမခံကြပါနဲ့အဝိဇ္ဇာဝန်ခံတဲ့နေကစပြီးဥနာသိငါမှလားကဲဘယ်လောက်ကြောက်ချက်ကောင်းဒါဖြင့်ခင်ဗျားတို့သဏ္ဍာန်၌ဘယ်ဝေဒနာပေါ်စသိအောင်လို့သိရင်အဝိဇ္ဇာလားဝိဇ္ဇာဝိဇ္ဇာလာပြန်တော့လေအဝိဇ္ဇာကချုပ်ရအဝိဇ္ဇာကချုပ်တယ်ဆိုတဲ့ကူကလည်းသံဃာစခန်းတပ်ပါပြီဥနာသေးတွေနဲ့လည်းသေကန်းရှင်ကပြတ်ပါပြီဘယ်တော့များဖို့တန်အေးဒါကြောင့်ဒီလိုသာသိသွားမှာဆိုဒကာရမတို့ခေါင်းနဲ့သောတာပန်တရားကအနာဂံဉာဏ်မှဖြစ်နေဩဒါပြန်တို့ဘာလုံးနေတာပါလိမ့်မယ်အစမသိဘူးလုံးနေတာဟိဘာဖြစ်ဖြစ်ဒကာရမတွေကလွန်မှပဲသိတယ်လွန်မှပဲသိတယ်ရတာတွေကမခံမရနိုင်မှပဲသိတော့ရတာတွေကသူမသိဘူးမသိတဲ့ရတာဝေနာလေးဖြစ်ပြမရှိမိတော့အရာရှိပါလာတာပေါ့ဗျာဘယ်တော့ကြောက်ရတော့အဲ့ဒါကြောင့်ဒကာရမတွေကိုသတိပေးရတယ်ဘယ်လိုသတိပေးတော့ဆိုတော့ဒကာရမတွေကမိမဆိုရဗျာတပည့်တို့ဝေဒနာရဲ့ပြန်ပြန်နဲ့မတူဖြတ်အမတမထူးခြားတဲ့ဝေဒနာတွေသူများမပေါက်တဲ့ဝေဒနာတွေတပည့်တို့မှာတော့သီးသန့်ဝေဒနာတွေကရှိတယ်ဗျာရဲ့ပြန်ပြန်နဲ့မတူတဲ့သီးသန့်ဝေဒနာတွေကရှိတယ်အဲ့ဒီဝေဒနာတွေကိုခင်ဗျားတို့ဘာမှမဆိုရင်ဖြစ်စာရေးတာပေါ်လာတာကိုဉာဏ်နဲ့သာဖြစ်ဖြစ်ရှိရင်ဒီဝေဒနာအလတ်ကြီးလည်းမလားဘူးအကြီးကြီးလည်းမလားတော့အခုချုပ်သွားတာရင်းမိလားဒါကြောင့်ဘုန်းကြီးခဏပြောရှင်မကပ္ပကြီးကမမှားဘူးခေါင်းအမှန်ကြိုက်ကောင်းမှန်ကြိုက်တော့ဟေးကပ္ပဘယ်နဲ့နေတော့ဘုရားကအာမခံမဲနဲ့ကောင်းကြိုက်တယ်။အိုးမင်းဖြင်းလိုက်တာကွာမင်းဒီဘူးစဉ်ဆိုတဲ့ပညာနဲ့ရှုပါလားကွာဓမ္မဝိဇ္ဇာသံဃာစဉ်ဆိုတာမဲ့ခင်မဲ့နော်အဲ့ဒါလေးနဲ့မဖြစ်ဖြစ်ရှုပါလားကွာအိုးတပည့်တော်ဗျာအဝိဇ္ဇာတတိတော်ဒီကားလို့ရှင်ဒါတတိမထားမှုပဲဖြစ်နေတယ်အဝိဇ္ဇာတော့မရှိဘူးတတိမထားမှုပဲဖြစ်ဝိဇ္ဇာရရနာမရှိပြီးသားပေါ့ဗျာတတိမထားမှုပဲဖြစ်နေတယ်ဗျာတဲ့ဒါတတိတော်တရားတွေတက်လာကြတဲ့ကဒီဥစ္စာဒီပညာတတိတော်မှာကိုယ်ပိုင်ရှိပြီးသားဟုတ်ပါဗျာရှင်ဘုရားလာတတိပေးတော့မှမင်းဝေဒနာမရှိဘူးလားလို့မဲလိုက်တော့မှတတိတော်တတိရတယ်ကဲရှုပါတော့မယ်ဆိုပြီးရှုလိုက်တော့ဘုရားလည်းကြွသွားရောအေးငါသွားတော့မေးဝေဒနာသာရှိရတော့ဆိုတော့ဘယ်ရလဲနှလန်းသုံးလန်းသာသွားသေးတယ်။ဒီမိုက်ရည်ဒီဝေဒနာပိန့်ကြပဲရင်တယ်လို့ပြောကြ။ကဲရိပ်မိကြ။အဲ့တော့ဘုန်းကြီးတွေကဓမ္မတွေမှာဝေဒနာတွေဖြစ်ပြီးဒီကရာနေကြတော့အဲ့ဒီအစသာရှုမိရင်ဘာမှမဟုတ်နဲ့
ဒီဝေဒနာကြီးကုန်မလားတော့ကြီးကုန်မလားတော့ပါဘူးကဲတော့ကမ်းတော့ရှင်းတတ်မလားဒါကြောင့်ဒီပြည်ကဝေဒနာခံစားမှများသိကြောက်တာပဲဆိုလို့ရှိရင်အစသာသိအောင်လုပ်လိုက်ပါအစသိအောင်လုပ်လို့ရှိရင်အလတ်စားဖို့ဖြစ်ပါဦးအကြီးစားဟုတ်ရဒါကြောင့်ဒကာရမတွေမှာဘာလဲလို့နေတော့ဆိုတော့ဝေဒနာပေါ်တိုင်းပေါ်တိုင်းအစမတွေ့တာခက်ဒုက္ခပေါ်လာတဲ့ဒကာရမတွေကမတွေ့တော့ဒုက္ခဝေဒနာကိုမတွေ့တော့ဘူးဒုက္ခဝေဒနာဖြစ်เสียတဏှာသူ့ကိုခင်ဗျားတော့ဝေဒနာလေးမတွေ့ပဲဘူးဗျမတွေ့တော့သူကထုံးဆောင်တိုင်းပေါ့ဗျာဟုတ်လားအိမ်နာခွေးတကောင်မို့တစ်ခုလာပြစ်တယ်ခင်ဗျားတို့ကမတွေ့ဘူးဆိုတော့ဒီနေ့တော့မနံသေးဘူးပေါ့နေ့ပြန်ကြတော့ဘာဖြစ်မလဲဘာကြောင့်တော့မနေ့ကမတွေ့ပြီတော့မတွေ့ပြီတော့ဒီနေ့အသာအယုတ်ဆိုးလာသင်တော်ပြန်ဒီနေ့တောင်မှမတွေ့ပြီတော့2ရက်ရှိပြီမတွေ့ဘူး3ရက်ကြတော့ခင်ဗျားတို့ဆွဲပြဖို့တောင်တော့ခင်းဘာကြောင့်တော့မတွေ့ပြီလို့မတွေ့တာဆိုဆုံးပရမနေ့ကတွေ့မှဆိုရင်ခင်ဗျားတို့အနန္တဒုတိယနေ့အနန္တတောင်ကိုယ်မှနှိမ့်ဆက်ပြရှိသေးရဲ့အခုတော့3ရက်ရှိတောင်မှမတွေ့သေးတော့ဒီနာတခါလင်းနာတွေကြတော့မှပဲသိတော့တယ်ဆိုတော့ကောင်းသေးရဲ့ဒါပြန်အစမသိမိတာဒီနာလဲနိုင်ရသေးတယ်စော်လဲစော်ရသေးတယ်လင်းနာတွေလည်းကိုယ်နာနာခံရသေးတယ်တော်တာကြတာပုတ်လိုက်ညှိလိုက်တာလည်းပြောကြံမရှိအောင်နံသေးတယ်ဆိုတော့အဲ့ဒါဘာမသိမိလို့ဒီလောက်တန်ချက်တွေသိရတာဒါပြန်ခင်ဗျားတို့ဝေဒနာအစမသိရင်ဝေဒနာကြီးကြီးရသိမိဗလားဝေဒနာအစသိရင်ဖြင့်ဒါပြန်ဝေဒနာကြီးကြောက်တဲ့ပုဂ္ဂိုလ်ဒီပေါ်လာကြဝေဒနာလေးကိုဖြစ်ဖြစ်ရှိတယ်ဒိဋ္ဌဒိဋ္ဌဒီဥစ္စာသိမိဗလားအဲ့ဒါဒကာဓမ္မတွေခင်ဗျားတို့ကဆရာဝန်တို့သေသမားတို့ကအကုမနေပါနဲ့ဘုရားရှိတဲ့တော့ဘယ်မှအမှမပြောက်ဘူးခင်ဗျားတို့ဒီဝေဒနာလောက်ကိုမဆိုပါနဲ့မဆိုထားပါနဲ့ဆောင်းခဲ့ရကိလေသာကြီးနောက်ဘဝတုန်းကဒေဥရဲ့ပြစ်ချမယ်လို့နောက်ကစောင့်နေတဲ့ကိလေသာနာကြီးတောင်ပဲဒီဝိပဿနာမဉ္ဇဏ်နဲ့ရှုလိုက်တဲ့အခါကိလေသာနာကြီးတောင်ဘုံပြောက်တယ်ဒီကိုယ်ပေါ်မှာနာတဲ့အနာတော့မဆိုပါနဲ့တော့ဒါတော့ဘုဒ္ဓမှာလေသိပြီလားအဲ့ဒါခင်ဗျားတို့အတွက်တိုက်တွန်းကြတာကဒကာရမတွေအတွက်လေးလေးစားစားကြီးဘုန်းကြီးကမှာပြီးတိုက်တွန်းကြတာပြင်းတာလေးကိုဖြင့်ပြင်မဲ့ထုတ်ပြကြပါပြင်းတာလေးကိုဖြင့်ကိုယ်တော့မထားပါနဲ့ပြင်းတာလေးဖြင့်ကိုယ်တော့မထားပါနဲ့မကြီးပါမာတော်ဘုန်းကြီးကပြင်းတာလေးကိုယ်တော့မထားပါနဲ့ဆိုတော့ဒီနေ့တော့မာသေးလို့မရှိသေးဘူးဆိုပြင်းတာလေးကိုယ်တွင်းရောက်တာဒီနေ့တော့နေ့လည်းလုံးကလောကကြရတာမဟာဘူးအဲ့ဒါကြောင့်လည်းရှုလွန်းလို့နဲ့ပြန်မှလောက်တော့မယ်ဆိုတော့ပြင်းတာလေးတွင်းရောက်နဲ့ပြန်ကြတယ်ထိုလိုပဲထိုနည်းလူရှုပ်ကြံတော့လဲတပိတ်တွေ့သွားပြင်းတာလေးကရေတွင်းရောက်သိမိဗလားအဲ့ဒီပြင်းတာလေးတွင်းရောက်မှဖြင့်ဘုန်းကြီးကအစိုးရိမ်ဆုံးချက်ပဲသိမိဗလားမဆောင်ပါအစိုးရိမ်ဆုံးတော့ပြင်းတာလေးဝန်းတွင်းရောက်မှအစိုးရိမ်ဆုံးပဲမတူကြီးဘုန်းကြီးစိတ်နဲ့ပေါ်လာပါရဲပါစိတ်ပြင်းတာလေးကိုယ်တွင်းရောက်မှဖြင့်အထူးစိုးရိမ်တာပဲကဲဒါဖြင့်ဘုရားသခင်ကိုရမကြီးကအာရဝတ္တနိက္ကမထယုံစထဗုဒ္ဓသာသနေဒုနာထမေစုနောသေနာနာဂာရဝကုံတရံဆိုတော့ပြင်းတာလေးဝန်တဲ့ရောက်လာလို့ရှိရင်တဲ့ဝေဒနာလေးတွေပေါ်တဲ့မရှိဖြစ်ဘူးမရှိဖြစ်တော့ပြင်းတာလေးကဝန်တဲ့ရောက်လာတော့ဝေဒနာဖြစ်เสียတဏှာဟုတ်လားမလာဘူးလေပြင်းတာလေးဝန်တဲ့ရောက်လာပြီးမှကြီးကဝေဒနာရှိဖြစ်သေးရဲ့လားမရှိဖြစ်တော့ဝေဒနာကတော့ပေါ်နေမှာပဲဝေဒနာကတော့လှည့်ပေါ်နေမှာပဲပေါ်တော့ဝေဒနာဖြစ်เสียပဲဘာဖြစ်လာဝေဒနာဖြစ်เสียတဏှာဖြစ်လာမယ်တဏှာဖြစ်လာတာအလိုလိုလာရင်လို့လာရတာလားဒီတဏှာကပြင်းမှုကြောင့်ဝင်လာတာဒါဖြင့်သေမင်းဝင်လာပြီခင်ဗျားတို့သေမင်းဝင်လာပြီခင်ဗျားတို့ပြန်လိုက်တယ်နဲ့သေမင်းဝင်လာပြီဘုန်းကြီးလည်းမတတ်နိုင်တော့ဘူးဒီတဏှာဆိုတာဒီဘုံဘဝကိုခင်ဗျားတို့ကိုအိုအောင်တောင်သေအောင်လုံးမဲ့သေမင်းဟုတ်ကလားအဲ့ဒါဘယ်နဲ့ကြောင့်ဒီသေမင်းဝင်နေရောက်လာပါလိမ့်ဒါဖြင့်ဘုန်းကြီးမသိရင်လည်းဘုရားဓမ္မတွေငါမရှိလို့ရှိရင်ဘယ်သူများဝင်နှိမ့်ဆက်နေမလို့ဆိုတာဘုရားကနေတွေ့ရင်ခင်ဗျားတို့ရိပ်ပြီဗလားသိပြီဘာလဲတော့ဆိုတော့ပြင်းတာလေးကြောင့်ရန်သူဝင်သွားပြီကဲဒါဖြင့်တော့ကဲပြင်းတာလေးကနည်းနည်းနော်နဲ့နာတယ်လားရန်သူကြီးကျယ်ရောက်လာတယ်လားရန်သူကြီးကျယ်ရောက်လာတော့ဝေဒနာလေးကိုဒကာဓမ္မတွေပေါ်လာတာကိုပြင်းတာနဲ့ပဲမသိလိုက်မသိတာကအဝိဇ္ဇာ
ဝေဒနာဖြစ်เสียနောက်ကတဏှာဟောဝိဇ္ဇာနဲ့တဏှာလားရောက်မလားမသိတာဘာတော့ညာအဲ့တော့ဝေဒနာမရှိမိတဲ့ဝေဒနာဖြစ်เสียတဏှာကရောဒါပြန်မသိတဲ့ကဝိဇ္ဇာအစဉ်တိုင်းလိုက်လာတာကတဏှာဟောကြောက်ကြမကောင်းဘူးအဝိဇ္ဇာတဏှာဆိုလို့ရှိရင်ဟေးမဲ့သတ္တဝါကောင်ဖြုံတော့မှာပဲသင်မင်းတတ်เสียသိုးကောင်ပေါ်မှာဖြစ်တော့မှာပဲဟုတ်လားသိုးတွေကဒကာဓမ္မတွေစဉ်းစားကြည့်သတ္တဝါတွေအားလုံးသောပုဂ္ဂိုလ်တွေစားဖို့ဝါဖို့ကိုဖြစ်လာတာနွားခိုင်းလို့လည်းမရဘူးဗျဟုတ်ကလားလက်ထမရထမဆိုလို့သူတို့ခိုင်းကြသူတို့အားနဲ့မျှရတာမမျှတော့စားဖို့ဖြစ်လာတယ်စားဖို့တတ္တဝါဖြစ်လာတယ်လို့ခင်ဗျားတို့ဘုန်းကြီးပြောတာကိုနားမထောင်လို့ရှိရင်ခင်ဗျားတို့တတ္တဝါမျိုးစစ်တစ်ခုရောက်လာဝေဒနာလေးပေါ်တာကိုမသိတာကဘာလို့အစဉ်တိုင်းလိုက်လာတာကအစဉ်တိုင်းလိုက်လာတာဆိုတော့ဝေဒနာပြည့်စရာတဏှာတတိမထားလိုက်လို့မသိတာကအဝိဇ္ဇာဝိဇ္ဇာနဲ့တဏှာဝန်းတဲ့ရောက်သဘောကျဝိဇ္ဇာနဲ့တဏှာဝန်းတဲ့ရောက်တော့သိုးကောင်လို့သေစရာတတ္တဝါလေးမဖြစ်ပေဘူးဒါဖြင့်ဒီသေစရာတတ္တဝါလေးဆိုတော့သိုးလိတဲ့သမဏေလက်ထဲမှာခင်ဗျားတို့ဆုံးရှုံးရဘူးလားအသက်ဆုံးရှုံးရမယ်ဩတရားဓမ္မတွေသိအောင်လုပ်ပါဆိုတာလေမသိအောင်လုပ်နေတာနဲ့ပဲအခုတတ္တဝါဖြစ်လို့သူတစ်ပါးကြီးသဘဝဘဖြစ်နေပဲခန္ဓာကိုယ်နဲ့မှုထမ်းရကြတယ်မနစ်နာဘူးဒါပြန်နွားတွေကအမှုထမ်းရတယ်ဆိုတော့ပခုံးနဲ့မှုထမ်းသိုးကတော့ကိုယ်အသားနဲ့မှုထမ်းအဲ့ဒါခင်ဗျားတို့အဝိဇ္ဇာနဲ့တဏှာရောက်လာရင်အသားနဲ့မှုထမ်းရလိမ့်မယ်သိမိဗလားဘုရားများဒီကားလို့ဆိုရင်လူတွေအမှုကိုဘယ်လိုများထမ်းကြရလဲဆိုတာသဘောကျဘာနဲ့ထမ်းကြအသားနဲ့အမှုထမ်းရအသားနဲ့မှုထမ်းတယ်ဆိုတာအသက်ဆုံးပြီးမှုထမ်းရတာပေါ့ခင်ဗျားတို့ကဝိဇ္ဇာတဏှာလာရောက်လာမယ်ဆိုတတ္တဝါဖြစ်လို့အသားနဲ့အသက်နဲ့မှုထမ်းရတယ်အဲ့ဒါကြီးတော့ဘုန်းကြီးကမသနာပါနဲ့ဆိုလို့ရပါခင်ဗျားတို့ကပြုံးနိုင်သလောက်အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကသနာသိမိလားခင်ဗျားတို့တော့ပြုံးနေပြုံးနေမှာမသိလို့ပြုံးတာဘူးရမသိလို့ပြုံးတာကိုလည်းဘုန်းကြီးတို့ဝေယူနေလို့မရတော့မသိချာလို့ပြုံးတာတို့တော့လေကိုကဆရာဘုန်းကြီးများကတော့သူပြုံးတော့သူနဲ့နာမှာဖြစ်သွားကြောင့်ပြုံးနေတယ်ဒီလိုလုပ်လိုက်ပါဦးခင်ဗျားပြုံးတာကယူပြုံးပါအကောင်းပြုံးမဟုတ်ပါဘူးပြောရတယ်မချုံပြောရတယ်နော်မတူတို့ပြုံးနေတာဘာပြုံးတော့သေကံဤပြုံးတာတပတ်ကြသေကံဤပြုံးတယ်ဆိုတာကတော့ဘာလို့ဆိုတော့မသိလို့သာပြုံးရတာကိုသိုးပြုံးနေတာဒီတရားဓမ္မတော့သူ့ကိုမျက်ကျွေးနေတာသိုးကြောင်းတဲ့လူကလည်းပထာလို့ကျွေးတာလားအသားများများရအောင်လို့ကျွေးတာအဲ့တော့သူတထာလို့ပါသေးရဲ့အဲ့ဒီသိုးတွေကသူတို့သိုးတွေသိုးချင်းချင်းပြုံးညချင်းညခေါ်ကြတယ်ဆိုလို့ရှိရင်တော့မသိချာလို့နဲ့ပြန်သူစေနဲ့ပြန်သူဒီကလည်းလိခါမှာဆိုတာကမသင်ရှားဘူးလားဒီမှာလည်းခင်ဗျားတို့မသိပြုံးနေတာတော့ဘုန်းကြီးတို့ကသနာရင်းမိလားမသိပြုံးနေတာတော့အလွန်သနာပါတယ်အဲ့ဒါကြောင့်ပညာရှိသနာလို့ရှိရင်ခင်ဗျားတို့ဒီကားလို့ရှိရင်နင့်နာမယ်ဆိုတာကအောက်မိတယ်အဲ့တော့တို့ဆရာဘုန်းကြီးကလည်းတို့ဘောစေနာထားတာသူလက္ခဏာတဲ့စိတ်မပေါ်ရအောင်ဝမ်းမြောက်တဲ့စိတ်သာပေါအောင်တို့ကပြန်ဝေဒနာပေါ်တိုင်းသိအောင်လုပ်မယ်ဆိုတော့သိတာကဝိဇ္ဇာဟုတ်လားသိတော့ဝိဇ္ဇာလာတဲ့ခါကျတော့ဝိဇ္ဇာလည်းလာလိုက်ပါဝေဒနာဖြစ်ပြလဲရှုမိတာဟောတဏှာဟောချုပ်ဘူးဒါသိတာနဲ့ပဲဝိဇ္ဇာလာတယ်ရှုလိုက်ပြန်တော့လေတဏှာချုပ်တယ်ဆိုတော့ဝိဇ္ဇာနဲ့တဏှာချုပ်ရင်သတ္တဝါရည်သောမြစ်ပြတ်သောကြောင့်ဘုရုသဘဝဘမှာဖြစ်တော့ကဲမကြီးရှင်းတတ်ပါလားဘာလို့ဘုဒ္ဓံလုံးဒါပြန်ဝေဒနာလေးပေါ်ရင်ဘာလို့ကြာရမလဲဖြစ်ပြသိအောင်လို့ဖြစ်ပြတဲ့တရားကိုဖြစ်ပြသိအောင်ခင်ဗျားတို့လုပ်ယူမယ်မျက်လုံးမှာပေါ်လဲလုံးနားမှာပေါ်လဲလုံးနှာခေါင်းမှာပေါ်လဲလုံးကိုယ်မှာပေါ်လဲလုံးလုပ်လိုက်တော့ဖြစ်ပြကြရင်မို့ဖြစ်ပြသိတော့သိတာဟာဝိဇ္ဇာသိလိုက်တဲ့အတွက်ဝေဒနာနောက်ကတဏှာလာသေးဘာလာမလို့ဓမ္မတို့အသိပညာလာနေတော့ခရင်းတဏှာလာမဲ့နေရာပညာလာနေပညာလာနေတဲ့တဏှာကမချုပ်ဘူးဒါဖြင့်လာရာကဝိဇ္ဇာချုပ်တာကတဏှာဟုတ်လားဆိုတော့တဏှာလည်းချုပ်သွားတော့အဝိဇ္ဇာနဲ့တဏှာရှိသေးရဲ့အဝိဇ္ဇာနဲ့တဏှာမရှိတဲ့ခင်ဗျားတို့ဘာဖြစ်ချင်လို့မှဘာကောင်းမှမဖြစ်တော့ဘာလူကောင်းလည်းပြုတ်နတ်ကောင်းလည်းပြုတ်တိရစ္ဆာန်လည်းပြုတ်အပေကောင်းလည်းပြုတ်ဘာကောင်းမှမဖြစ်တော့ဘူးဆိုတဲ့ပြင်တို့ဒီခொနကခန္ဓာ၅ပါးဒုက္ခသစ္စာတရားကြီးအကုန်ကျွတ်လွတ်ပြီးမသွားသေးဘူးကဲတော့ဘယ်တော့ခုတ်တာဒါဖြင့်ဝေဒနာပေါ်တိုင်းဖြစ်ဖြစ်ရှုတဲ့ဒကာဓမ္မတွေဖြင့်အပြင်းလက်မခံတဲ့တွေ့ခ
ခင်ဗျားတို့ပြန်တန်တရားစခန်းတပ်ပါပြီငိုပွဲယူငိုပွဲတွေနေကြပွဲတွေရင်တူပွဲတွေမြေလူပွဲတွေပြပုံသိမ့်ပါဘူးအခုတော့ရေးကြုံတယ်ဆိုရင်လည်းများနေအောင်ကြရင်ကိုယ့်ကကိုရင်ထုလို့ထုကြံခုံလို့ခုံဟုတ်ကလားကောင်းသေးရလားဗျကျုပ်ပြန်သေးတာသေးရင်လည်းပဲလို့မြေကြီးငယ်ကြလိုက်ကောင်းသေးရလားသမင်းစောပြက်လိုက်ဘယ်မှာဖုဒ္ဒနာပါသေးအဲ့ဒါတွေဒီကားလို့ဆိုရင်ဘလောက်ပဲကြမ်းပါလို့ဘလောက်ပဲချမ်းသာဒီဖြစ်ရမှာခန္ဓာရှိရင်ဒါဖြစ်ရမှာဟုတ်လားခန္ဓာရှိရင်ဒါဖြစ်မှာဇောတိကတက္ကမလို့ချမ်းသာတာပဲရှိဟုတ်လားအနုလာတဲ့ပြီးတော့ဘလောက်ချမ်းသာတယ်ဆိုတာတော့မပြောပါနဲ့တော့တဲ့သူတို့မှစိတ်နှိမ့်များတဲ့ကြီးတိုက်ဘုရားစိတ်နှိမ့်များတဲ့ကဲရွှေတိုင်းတွေခတ်ဟုတ်လားသမင်းချက်စားတာမှနီလာဆိုတော့ဘုရားဆိုတဲ့သွေးကံလောက်ရှိတဲ့နီလာသုံးလုံးတည်ပြီးတော့အေးပေါ်မှာသမိုးတည်ပြီးတော့ဒီအေးဓာတ်နဲ့ချက်မိခိုးနဲ့ဆိုလို့ရှိရင်မျိုးလုံးစုလို့မစားနိုင်ဘူးကြမိုက်ဘယ်တော့မှကျိုးပေးတယ်နင်းနဲ့ချက်တာမစားနိုင်ဘူးကြနင်းနဲ့ချက်တာစားလိုက်ရင်ဝန်းထဲမှာဥတွေသေးတယ်ပဲလောက်တယ်အေးနဲ့ချက်တာမစားလို့ရဘယ်တော့မှုတဲ့ရုပ်သုံးဆိုတော့ပြောဖို့လိုသေးလားအဲ့ဒါတော့မျက်ရည်ကျရှာသေးဒါတော့အကျိုးပေးနေတဲ့ဓမ္မတော့မျက်ရည်ကျဘုရားမင်းကြီးလာတဲ့အခါကျတော့ဘုရားမင်းကြီးကသူတို့တိုက်လာပြီးလဲတဲ့ချိန်ကျတော့သူသတိကသွားဖို့ဓမ္မကလာခဲ့ဦးဟုတ်ဘာလို့လားသူအသက်ဦးဆံပိုင်တဲ့ဘုရားမင်းကြီးတို့အိမ်လာပြီးတော့သမင်းလာစားတယ်ဩကံမြတ်ခီလိုက်ကိုယ့်ထက်ကဘယ်သူမှမရှိဘူးထင်တဲ့ဥစ္စာကိုယ့်ထက်ကလူရှိသေးတယ်ဆိုပြီးလိုက်လာတယ်လိုက်လာပြီးတဲ့ကလည်းဘယ်လိုနေရာမှာတော့သူမြောက်ကျွန်းလူကိုရဓာတုထက်ကသေဥဆံပိုင်တာပဲသူ့ဝိုးပြီးတော့မယ်တို့ကိုပြန်နင်းရက်ခတ်ကိုရှင်မင်းကိုဗျနင်းကရက်ခတ်မယ်ဆိုတော့ရက်ခတ်ချတာပေါ့ဗျလှုပ်ရှင်တော့ကိုနည်းနည်းမှမပါဘူးအမှန်တန်ချမ်းသာတာဗျမြေပေါက်ကြီးပဲရွှေရင်းတွေလှုပ်တာလည်းတခုမှမပါတော့အဲ့ဒါရက်ခတ်တော့ရှင်မင်းကြီးအဖိုးနန်တွေကသူ့မျက်လုံးထဲဝင်မြေဘောဘောကိုချဒါလို့ချမ်းသာတာတော့မြေကြမလို့ဒေါမနသာလည်းဖြစ်လိုက်ပြီကုသိုလ်များမစင်ကြယ်လိုက်တာကြည်စမ်းမအောင်သူတော်ကရက်တောင်ခတ်ပြီးကြတာကိုယ်မှနေရတယ်ဒါတော့မစင်ကြယ်တဲ့ကုသိုလ်လုပ်ခဲ့လို့ဘုန်းနဲ့ပြည်ရှင်မင်းအခိုးနတ်တွေကလည်းသူတို့နောက်ကျောင်းသူဖြစ်ပြီးကြတာနေတော့ခေါင်းကဘာနတ်မှအပူနတ်တွေရှိတာမဟုတ်ဘူးအဲ့ဒီနတ်တွေကလည်းဝင်လို့မြေကြီးကြဒါနဲ့ရှင်မင်းကမေးချသိသမမကဘာဖြစ်တာလဲသူကဒီလိုပဲနောက်ကျောင်းသူလည်းဖြစ်ပြန်အမှန်တန်လည်းရုပ်ရည်ယူကနုညံများဘယ်နာမှခံနိုင်တဲ့သဘောတတ်တွေကလည်းမရှိဘူးအခုတော့ရှင်မင်းကြီးရက်ခတ်နေရတယ်ရှင်မင်းကြီးကိုယ်တည်းကအပူရှင်ကြီးကသူ့မျက်လုံးသွားစူးအဲ့ဒါကြောင့်မျက်လုံးကညူလွန်းမြိတ်ရဒီမှာရှင်မင်းကအားတဲ့အဲ့ဒါကြောင့်အမှန်တန်ချမ်းသာတာတောင်မှကြည်စံခန္ဓာကိုယ်ရှိတဲ့မြိတ်ရလောက်ကအခုတည်းချမ်းသာတာတော့လောကကြီးထဲမှာမရှိတော့ဘူးမရှိဘူးရှင်မင်းတွေပါလေဆိုတော့သူ့လောက်ကချမ်းသာတဲ့ဘက်ကဖြစ်သူကချမ်းသာတယ်ရိပ်မိဗလားအဲ့တော့ချမ်းသာတာတော့မြေကြလောက်ကအဲ့တော့ဒီတရားဓမ္မတွေမှာတဲ့ဝေဒနာလေးကိုရှုလိုက်လို့ရှိရင်ဖြင့်ရှုလိုက်တယ်ဆိုတော့ဝေဒနာပေါ်တိုင်းဖြစ်တာဖြစ်ပြီးပြတ်တာလေးကိုတရားဓမ္မတွေကဖြစ်ပြမတွေ့ခြင်းနဲ့ဝေဒနာပေါ်တိုင်းသိနေရင်မဖြစ်တဲ့တွေ့ပြီဟုတ်လားအဲ့ဒီကတော့သိနေလို့ရှိရင်ဒုက္ခပေါ်လဲဝန်တာတဲ့စိတ်ကလေးပေါ်လဲသိဝန်တဲ့စိတ်ကလေးပေါ်လဲသိရှုတဲ့စိတ်တဲ့စိတ်ကလေးပေါ်လာရင်ရောသိရမယ်နားကကြားတဲ့စိတ်ကလေးပေါ်လာရင်သိအကုန်သာသိပေသိပေသည်နဲ့တည်းနဲ့သိတာဟူပြီးဝိဇ္ဇာလာတဲ့တဏှာအနေနဲ့နေဟောဝိဇ္ဇာတဏှာချုပ်တဲ့ကတရားဓမ္မတို့ခொနဲ့ငါလို့ချမ်းသာမပြောပါနဲ့ဘာမှမလာတော့ခန္ဓာတော့မရှိဘူးခန္ဓာမရှိဘဲနဲ့အကုန်ချမ်းသာကြမ်းပါပြီလိုရာပြည့်စုံတဲ့သဘောသာကျန်တော့ဘယ်လောက်များဖုတ်တာဒါဖြင့်ဓမ္မတို့ဘာရေးသတိလို့ရှိပါလိမ့်လို့ဆိုတော့အပြင်းကလေးဝန်ထဲကထုတ်ပြကြပါသဘောကျအပြင်းကလေးဝန်ထဲကထုတ်ပလိုက်လို့ရှိရင်မကြောင်တော့မကြီးတို့ကျေးဇူးများပြီပေါ်လာတိုင်းတက်တော့ဒီကားလို့ရှိရင်ဒါလေးကဖြစ်ဖြစ်ပဲဒါလေးကဖြစ်ဖြစ်ပဲလို့ရှုပြလိုက်လို့ရှိရင်ဖြစ်ဖြစ်ကဒုက္ခတည်းရှုတာကပါတော့အဲ့တော့မရတယ်ဆိုမှဒကာဓမ္မတွေဒီကိလေသာရန်သူတွေသေသောကြောင့်ပြောနေလိုက်တာဒါဖြင့်အခုပြောချိန်မဟုတ်သေးဘူးဟုတ်လားလေနံတွေကကောင်းဘောကဝယ်ပြီးသုက္ကနာတွေနဲ့ကျဲနေတဲ့တွေကပြောလို့ရှိရင်ဖြင့်ဒီလူယူလို့ဖြစ်တယ်
ဒီမှာလည်းဘုန်းကြီးတို့တရားဓမ္မတွေဒီလိုယူလည်းမဆိုကြမှာဘူးဒီလိုယူလည်းမဆိုကြမှာအခုချိန်ပြောချိန်မဟုတ်သေးဘူးလို့ပြောပါတယ်ဘာလို့လဲကိလေသာယံသူတွေကခင်ဗျားတို့သတ်မှတ်ဖြတ်မယ်လို့ဝန်းထဲကမထွက်သေးဘူးမထွက်သေးခင်ပြောနေလို့ရှိရင်ဖြင့်ဒါဟာခဏကယူပြောအဆိုးတော်လေးဆိုပြီးခဲ့ဆိုယူပြောပဲပြန်ကြကြောက်ကြမကောင်းဘူးအေးဒါကြောင့်တရားဓမ္မတို့ခင်ဗျားတို့ဒီဝေဒနာပေါ်တိုင်းရှုခဲ့လို့ရှိရင်ဖြင့်ဝိဇ္ဇာဖြစ်ပြီးအဝိဇ္ဇာချုပ်ပြီးဝေဒနာပေါ်တိုင်းဘာလို့မလဲရှုခဲ့တော့ဝေဒနာပေါ်တိုင်းရှုကြရခြင်းဘာဖြစ်မလဲဝိဇ္ဇာဖြစ်ပြီးအဝိဇ္ဇာချုပ်ဝေဒနာပေါ်တိုင်းရှုရင်ဘာဆိုကြမလဲဝိဇ္ဇာဖြစ်ဝိဇ္ဇာချုပ်ဝိဇ္ဇာကဝိဇ္ဇာဖြစ်အဝိဇ္ဇာချုပ်ဝိဇ္ဇာဆိုတာဒီကားလို့ဆိုရင်တရားဓမ္မတို့ဝိဇ္ဇာမဲ့ခင်မဲ့ပေါ်လို့ကိလေသာချုပ်အဝိဇ္ဇာဆိုတဲ့ကိလေသာချုပ်တဏှာဆိုတဲ့ကိလေသာချုပ်အဲ့တော့တရားဓမ္မတို့ဝိဇ္ဇာတဏှာချုပ်တဲ့ပုဂ္ဂိုလ်မှန်ခဲ့လို့ရှိရင်သံဃာမှာဝိဝိနာဘေးတွေပေါ်တဲ့လမ်းကြမ်းကြီးတွေကျွတ်တော့ခင်ဗျားတို့သွားဖို့လိုသေးတယ်အခုတော့ဖြင့်တဲ့အဲ့ဒီတရားနှစ်ခုမချုပ်သေးတဲ့အတွက်ခင်ဗျားတို့ဒီဘဝမှာဝိုကလေးဝတ်ပြီးနေရညာဆိုတော့နောက်ဘဝတိရစ္ဆာန်ဖြစ်တော့ဝိုးရမှာမဟုတ်ဘူးအချက်ကွဲကျိုးနေဖြစ်ပြီလားအဲ့တော့အချက်ကွဲကျိုးနေဇက်ကိုသိဉ္ဇဉ်နဲ့ဝေဒနာပေါ်တိုင်းဖြစ်ဖြစ်ရှိဟုတ်လားမျက်ရည်ကြီးငယ်မကြခင်လေဟုတ်လားသူများကအတုပကြီးဒီအတုပကြီးကြီးဆိုတဲ့ဥစ္စာကိုခင်ဗျားတို့သေရင်အတုပပြောခိုင်းဟုတ်လားအတုပဆိုတဲ့ဒီမှာမတင်နေတာဖြစ်နေတယ်ပြောတာပဲဟုတ်လားအဲ့ဒါကြီးဆိုတဲ့နာမည်ဆိုကြီးပြောက်ချင်တယ်ဘာလို့ဝေဒနာပေါ်တိုင်းဖြစ်ဖြစ်ရှိပါလိမ့်မယ်အဲ့တော့ဖြစ်ဖြစ်ကိုမရှုပြလို့ရှိရင်လည်းဒကာဓမ္မတို့အပြင်းပြင်းမထွက်လို့ပဲဒါဖြင့်ပြင်းတဲ့ပုဂ္ဂိုလ်ဒီကားလို့ရှိရင်တနေ့တော့မှလုပ်ကိုရက်ပေါင်းများစွာလုပ်တော့သူပြီးပါမပြီးနိုင်ဘူးဒါဖြင့်အပြင်းလေးကိုပြင်မဲ့ထုတ်ပြလိုက်လို့ရှိရင်ဖြင့်ဝေဒနာပေါ်တိုင်းဖြစ်လေသားကြောင့်ခင်ဗျားတို့သံဃာစကံသတ်ပြီးကြလားရက်ရှည်ကြီးမျောနေကြလိုသေးလားသံဃာရှည်ကြီးမျောနေကိုလိုသေးလားဒါဖြင့်ဓမ္မတို့ဝေဒနာပေါ်တိုင်းသာအလုံးလုံးပါဒီလိုတစ်ခုတောက်ပြရုံပြားနာရီလည်းအကျင့်ရှိပါပြီအကျင့်ဘုရားကြွတော်မူသွားတဲ့နောက်ကိုတပည့်တော်တို့ဘယ်လိုတရားနဲ့တောက်ရအကျော်တော်တွေအခုဟာတွေပဲဒီခေတ်တော့ဒါသေးတာတပည့်တော်လည်းနာရီကြနာရီသေးတာပဲဗျာဟောနာရီရရှောင်နေတာလားဒီမှာဟောနာရီရကတော့ခန္ဓာကိုယ်ကြည့်နာဟုတ်ကလားခန္ဓာကိုယ်ရဲ့သူကပြောလိုက်ခန္ဓာကိုယ်ပြောလိုက်မှကျုပ်ရလာတယ်ဟောဒါတရားဟောလာပြီဒီဖြစ်ပြဟုတ်ကလားကျုပ်ဝန်တာလိုက်တော့ဖြစ်ပြသူကတရားဟောပြီလေခင်ဗျာနာရင်းနေပြီလားခန္ဓာကိုယ်တရားမဟောပြီဘူးလားဟောလို့ရှင်ခင်ဗျာဘယ်နဲ့လို့ပါဖြစ်ပြရှိတာတရားနာတာပဲဟုတ်ပါပြီတဲ့ဒါလိုက်ပြီဖြစ်ပြီးပြက်ပါပဲတဲ့ဖြစ်ပြီးပြက်ပါပဲတဲ့ဆိုလို့ချင်းသာဓုခေါ်နေတယ်နဲ့ထူးသေးရတာဒါပေမဲ့ခန္ဓာကိုယ်အပ်ထားကြမှာရင်းပြီဗလားရှိတာဗလားဒီမှာကဲယနေ့ဒီရင်တော့ကြောင်း